ကျေးရွာလေးတစ်ရွာမှပျောက်ဆုံးသွားသောသမီးမနက်ခင်းတိုင်းတွင်လမ်းပုံအင်ဒိုနီးရှားကံပန်ရွာနေရာတစ်ခု၏အမည်ကျေးရွာသည်တူညီသောနည်းဖြင့်အမြဲတမ်းရောက်ရှိလာသည်နှေးကွေးသည်ဆိုဆိုပြီးဘယ်တော့မှမရက်တန့်တော့မည့်တဘာဝအတန်များဖြင့်ပြည့်နှက်နေသည်ရွာအစွန်တွင်စောက်ထားသောတစ်သားအိမ်သတင်းပေါက်မှရာမာဝရီအင်ဒိုနီးရှားရာမာဝရီဇက်ဆောင်အမည်သည်ထမင်းချက်ကကော်ဖီနှင့်ဖြောတောက်ရင်းတနေ့တာကိုစတင်လေးရှိသည်ထိုအိမ်လေးသည်ရိုးရှင်းသည်နွမ်းလျနေပြီဖြစ်သောတစ်သားနံရံများရှိတော်လဲတန်ရှင်းသက်ရက်စွာထိမ့်သိမ်းထားသည်ခင်ပွန်းဖြစ်သူကွယ်လွန်ပြီးနောက်နှစ်အနည်းငယ်အတွင်းစီတီအင်ဒိုနီးရှားစီတီဇက်ဆောင်အမည်အားတကိုယ်တည်းထိုအိမ်တွင်ကြီးပြင်းစေခဲ့သည်ခမ်းနားမှုမရှိတော့လဲစိတ်ရှည်သည့်ခံစွာထိမ့်သိမ်းဆောင်ရှောက်ထားသောစိတ်ငြိမ်သက်မှုရှိသည်စီတီသည်စကားသိပ်မပြောသောကလေးဖြစ်သည်သူမသည်နားထောင်ခြင်းအာယုံစိုက်ခြင်းနှင့်စကားပြောဆိုရာတွင်ဖြည်းဖြည်းချင်းခေါင်းညိတ်ခြင်းတို့ကိုပုံမပြုလုပ်လေ့ရှိသည်သူမသည်အသက်20သာရှိသေးတော်လဲသူမ၏အပြုမူသည်ပိုမိုရင့်ကျက်သည်သူမ၏မျက်နှာသည်နူးညံ့ပြီးအနာဂတ်အတွက်သေးငယ်သောမျှော်လင့်ချက်များကိုတိုးမိထားသောမျက်လုံးများရှိသည်သူမသည်ကျေးရွာစာကြည့်တိုင်းမှငှားယူထားသောစာအုပ်အဟောင်းများကိုဖတ်ရှုရသည်ကိုနှစ်သက်သည်မြို့တွင်အလုပ်လုပ်ကာမိခင်ကိုအိမ်ပြင်ဆင်ပေးရန်နှင့်သူမ၏ဝမ်းကွဲညီအမများကိုကြောင်းထားပေးရန်ရည်မှန်းထားသည်ရာမာဝရီသည်သူမ၏သမီးဖြစ်သူစုပ်ပြဲနေပြီဖြစ်သောပါးလွှာသောမှတ်စုစာအုပ်ထဲတွင်သူမ၏ဘဝအစီအစဉ်များကိုရေးသားနေသည်ကိုမြင်တွေ့ရသောအခါမကြာခဏဆိုသလိုတယောက်တည်းပြုံးနေလေရှိသည်သူတို့၏ဘဝသည်တာမန်အတိုင်းသာဖြစ်သည်ရာမာဝရီသည်အချိန်ပိုင်းအလုပ်များလုပ်သည်တခါတရံအိမ်နီးနားချင်းများ၏အဝတ်လျှော်ပေးခြင်းတခါတရံစားတောက်ဆိုင်တွင်ကူညီပေးခြင်းများပြုလုပ်သည်စီတီသည်တခါတရံကူညီပေးတော်လဲအိမ်မှုကိစ္စများကိုလှုပ်ဆောင်ခြင်းသို့မဟုတ်အသေးစားကြုတ်ထဲများလက်ခံခြင်းတို့ကိုပုံမပြုလုပ်လေ့ရှိသည်ထိုရွာတွင်လူတိုင်းသည်တယောက်ကိုတယောက်သိကျွမ်းကြသည်စီတီသည်ပြဿနာတစ်စုံတရာမဖြစ်စေဘူးသောကောင်းသောမိန်းကလေးအဖြစ်လူသိများသည်ထိုကြောင့်ထိုနေ့သည်မှောင်မိုက်သောကိစ္စရပ်များ၏အစဖြစ်လိမ့်မည်ဟုမည်သူမျှမထင်ခဲ့ကြပါထိုနေ့နံနက်တွင်စီတီသည်တာမန်အတိုင်းပင်နှုတ်ဆက်သည်သူမသည်အယောင်ဖြော့သောလက်ရှည်အင်ဂျီနှင့်ရိုးရှင်းသောခေါင်းပေါ်ဝါကိုဝတ်ဆင်ထားသည်သူမသည်မိခင်ကိုသူမသည်ရွာအပြင်ဘက်တွင်ခဏတာအလုပ်လုပ်ပေးရမည့်မိတ်ဆွေတဦးကိုကူညီရန်သွားမည်ဟုပြောကြားခဲ့သည်အလောတကြီးလေတံမရှိစိုးရိမ်သောမျက်နှာမရှိရာမာဝရီသည်အမြဲတမ်းလှုပ်လေ့ရှိသည့်အတိုင်းခေါင်းညိတ်သာပြသည်စီတီသည်အမြဲတမ်းအချိန်မှန်ပြန်လာလေ့ရှိသောကြောင့်သူမသည်မေးခွန်းများစွာမမေးခဲ့ပါမထွက်ခွာမီစီတီသည်လှည့်ကြည့်ကာခပ်ပါးပါးလေးပြုံးပြခဲ့သည်ထိုပြုံးသည်နောက်ရက်များတွင်ရာမာဝရီ၏ခေါင်းထဲ၌ဆက်လက်ဆွဲမြဲနေလိမ့်မည်နေ့လည်ခင်းကုန်ဆုံးပြီးညနေခင်းရောက်လာကနေဝင်ချိန်တွင်တစ်ပင်များကြားမှနေဝင်သွားသည်ပုံမှန်အားဖြင့်ထိုအချိန်များတွင်စီတီသည်အိမ်သို့ပြန်ရောက်နေပြီဖြစ်သည်သို့သောယခုတစ်ကြိမ်တွင်တကားသည်မကြာခဏဆိုသလိုမပွင့်ခဲ့ပါရာမာဝရီသည်တခုခုမှားယွင်းနေပြီဟုစတင်ခံစားမိသည်သူမသည်ဖြစ်နိုင်ခြေမျိုးမျိုးဖြင့်မိမိကိုယ်ကိုနှစ်သိမ့်ရန်စ조사နေတော်လဲဖြစ်နိုင်ခြေရှိသည်စီတီကိုအချိန်ပိုကူညီရန်တောင်းဆိုခဲ့ခြင်းဖြစ်နိုင်သည်သူမသည်တငယ်ချင်းအိမ်သို့ဝင်သွားခြင်းဖြစ်နိုင်သည်သူမသည်စိုးရိမ်ရန်အကြောင်းမရှိဟုမိမိကိုယ်ကိုယုံကြည်အောင်စ조사ခဲ့သည်ညရောက်လာပြီးစိတ်တဆတန်များလေးထုထဲတွင်လွှမ်းမိုးလာသောအခါထိုစိုးရိမ်ပူပန်မှုသည်ရင်ဘတ်ထဲတွင်ဝင်ထုတ်ဝင်ပိုးအဖြစ်ပြောင်းလဲသွားသည်ရာမာဝရီသည်အိမ်ရှိတွင်မတ်တက်ရက်ကမှောင်မိုက်နေသောလမ်းကိုစိုက်ကြည့်ရင်းသမီးဖြစ်သူ၏အရေးပေါ်လာရန်မျှော်လင့်နေသည်အိမ်နီးနားချင်းများ၏မီးများတစ်ခုပြီးတစ်ခုလင်းလာတော့လဲလမ်းမသည်ဗလာနက်ထိသာဖြစ်သည်ခြေတံများမကြားရစီတီ၏အမည်ခေါ်တံမကြားရရှိနေသည်မှာအလွန်ထူထပ်သောတိတ်ဆိတ်ခြင်းသာဖြစ်သည်ရာမာဝရီသည်အိမ်နီးနားချင်းများ၏အိမ်များသို့တွားရောက်ခဲ့သည်သူမသည်တိုးတိုးလေးမေးမြန်းရင်းရင်ဘတ်ထဲမှတုံးလုံးမှုကိုထိန်းချုပ်ရန်စ조사ခဲ့သည်နံနက်ပိုင်းမှစ၍စီတီကိုမည်သူမျှမမြင်ခဲ့ကြပါအချို့လူများသည်ရွာအပြင်ဘက်သို့ရှောက်သွားသည်ကိုမြင်တွေ့ခဲ့ရကြောင်းမှတ်မိကြသည်သို့သောမြည်သည့်နေရာသို့သွားသည်ကိုမည်သူမျှတိတိကျကျမသိခဲ့ကြပါထိုအဖြေများသည်စိတ်မသက်မသာဖြစ်စေခဲ့ပြီးအဖြေမရသောမေးခွန်းများကိုသာပုံမိုတိုးပွားစေခဲ့သည်ထိုညတွင်ရာမာဝရီသည်အိမ်မပျော်ခဲ့ပါသူမသည်ဧခန်းတွင်ထိုင်ကာစီတီ၏ပစ္စည်းများကိုတက်တက်ရက်ရက်ရှိနေစေကိုကြည့်နေခဲ့သည်သူမ၏သမီးအမြဲတမ်းဝတ်ဆင်လေးရှိသောဖနက်သည်နံနက်ပိုင်းတွင်ဝတ်ဆင်ခဲ့သောဖနက်အခြားတစ်ခုဖြင့်အစားထိုးကာထောင့်တွင်ရှိနေစေဖြစ်သည်
အနာဂတ်၏အိမ်မက်များရေးချစ်ထားသောမှတ်စုစာအုပ်သည်သေးငယ်သောစားပွဲပေါ်တွင်တင်ထားသည်ထိုအရာအလုံးသည်သူမလက်ခံရန်ခက်ခဲသောအရာတစ်ခုကိုအတည်ပြုနေတကဲ့သို့ဖြစ်နေသည်စီတီသည်တကယ်တမ်းပြန်မလာသေးပါညဘက်တွင်ကံမန်ရွာသည်အပြင်ဘက်မှကြည့်လျင်တိတ်ဆိတ်နေသည်စူညံတန်မရှိအန္တရာယ်လက္ခဏာမရှိသို့သောထိုတိတ်ဆိတ်မှုနောက်ွယ်တွင်ရာမာဝတီသည်သူမရှင်းပြ၍မရသောတစ်ခုခုကိုခံစားနေရသည်ထိုခံစားချက်သည်တိုးတိုးလေးပြောဆိုနေသောလေတံနှင့်တူသည်အိမ်နီးနားချင်းများ၏အပြုံးများနောက်ွယ်ထူထပ်သောတစ်ပင်များနောက်ွယ်လူများအကြောက်ရွံ့မရှိဖြတ်တန်းလေးရှိသောတိတ်ဆိတ်သောလမ်းများနောက်ွယ်တွင်တစ်ခုခုမှားယွင်းနေကြောင်းတစ်ခုခုဖုံးကွယ်ထားကြောင်းပြောဆိုနေသည်နောက်နေ့မနက်တွင်စီတီပျောက်ဆုံးသွားခြင်းသတင်းသည်ရွာထဲတွင်စတင်ပြန့်နှံ့လာသည်အချို့ရွာသားများကရာမာဝတီကိုကူညီရှာဖွေခဲ့ကြသည်လမ်းတွေများကိုလိုက်လျှောက်ခြင်းစားတောက်ဆိုင်များတွင်မေးမြန်းခြင်းနှင့်စီတီအမြဲတမ်းသွားလေးရှိသောနေရာများကိုကြည့်ရှုခြင်းများပြုလုပ်ခဲ့ကြသည်သို့သောထိုကြိုးစားမှုအလုံးသည်တူညီသောရှုပ်ထွေးမှုဖြင့်အဆုံးသတ်ခဲ့သည်ရှင်းလင်းသောခြေရာခံမရှိတကယ်တမ်းဘာဖြစ်ခဲ့သည်ကိုမည်သူမျှမသိခဲ့ကြပါရာမာဝတီသည်သူမပတ်ဝန်းကျင်ရှိလူများ၏အပြုအမူများပြောင်းလဲလာသည်ကိုစတင်ခံစားမိသည်ရိုးသားစွာကူညီပေးသူများရှိတော်လဲရှောင်ရှားနေသူများလည်းရှိသည်သူတို့၏မျက်လုံးများကတခုခုကိုမပြောလိုသောပုံစံဖြင့်ကွဲပြားခြားနားနေသည်သူမယခင်ကသတိမထားမိခဲ့သောသေးငယ်သောအရာများသည်ယခုအခါထူးဆန်းနေသည်သူမရောက်လာသောအခါအချို့လူများရုတ်တရက်စကားပြောဆိုခြင်းကိုရပ်လိုက်သည်အချို့လူများကစိတ်ရှည်သည်းခံရန်ထူးဆန်းသောလေတံဖြင့်အကြံပြုခဲ့ကြသည်။ယင်းတို့သည်ပြောသည်ထက်ပိုသိနေပုံရသည်။ထိုရှာဖွေမှုကြားတွင်ရာမာဝတီသည်ခိုင်မာစွာရပ်တည်ရန်ဆက်လက်ကြိုးစားခဲ့သည်။သူမ၏သမီးသည်အကြောင်းပြချက်မရှိဘဲပျောက်ကွယ်သွားသည်ဟုယုံကြည်ရန်သူမငြင်းဆန်ခဲ့သည်။ရှာဖွေမှုတိုင်းကိုမျှော်လင့်ချက်အပြည့်ဖြင့်လှုပ်ဆောင်ခဲ့သည်။သူမ၏စိတ်နှလုံးသည်ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်နေတော်လဲခိုင်မာမှုမရှိတော့သောမြေပြင်ပေါ်တွင်ရှောက်လန်းနေရတကဲ့သို့ခံစားရသည်ခြေလန်းတိုင်းကသူမကိုအဖြေတစ်ခုစီသို့မဟုတ်ပိုမိုနှဆိုင်သောမှောင်မိုက်မှုစီသို့ခေါ်ဆောင်သွားနိုင်သည်နေ့ရက်များကုန်လွန်ပြီးစီတီအမည်သည်စကားပြောဆိုစရာဖြစ်လာသည်သို့သောထိုစကားပြောဆိုမှုသည်မကြာခဏဆိုသလိုလမ်းတစ်ဝက်တွင်ပြတ်တောက်သွားသည်စိတ်မသက်မသာဖြစ်စေသောတိတ်ဆိတ်ခြင်းဖြင့်အစားထိုးသည်ကံပန်ရွာသည်အပြင်လူများအတွက်ငြိမ်းချမ်းနေစေဖြစ်သည်လှုပ်ရှားမှုများပုံမှန်အတိုင်းဆက်လက်ရှိနေသည်ဈေးကွက်သည်စီကားနေစေဖြစ်ပြီးရွာအစွန်ရှိငါးကန်များသည်တည်ငြိမ်နေစေဖြစ်သည်ထိုအရာအလုံး၏နောက်ွယ်တွင်မိခင်တဦးသည်သူမ၏စိတ်ဝိညာဉ်ကိုတဖြည်းဖြည်းကိုက်စားနေသောဆုံးရှုံးမှုဝေဒနာဖြင့်ရုန်းကန်နေရကြောင်းလက္ခဏာမပြပါရာမာဝတီသည်ရွာအစွန်တွင်မကြာခဏရက်တီကအဝေးရှိကျယ်ပြန့်သောတစ်တောကိုစိုက်ကြည့်လေရှိသည်ထိုတစ်တောသည်ယခုအချိန်ထိတစ်တော၏တစိမ့်တစ်ပိုင်းဖြစ်သာတစ်ခုတ်ရန်သို့မဟုတ်ဖြတ်တန်းရန်နေရာဖြစ်သာသတ်မှတ်ထားသည်သို့သောယခုအခါရာမာဝတီအတွက်ထိုတစ်တောသည်မရေရာမှု၏သင်္ကေတဖြစ်သည်သူမသည်အဘယ်ကြောင့်ဟုမသိတော်လဲသူမ၏စိတ်နှလုံးသည်ထိုနေရာသို့ဆက်လက်ဆွဲဆောင်ခံရသည်ထူထပ်သောတစ်ပင်များနောက်ွယ်တွင်အဖြေတစ်ခုဖုံးကွယ်ထားသကဲ့သို့ဖြစ်နေသည်ဤဇလန်း၏ပထမပိုင်းသည်မရေရာမှုဖြင့်အဆုံးသတ်သည်ပရိပခမရှိအမှန်တရားမဖော်ထုတ်ရသေးရှိနေသည်မှာပုံမထူထပ်လာသောစိုးရိမ်ပူပန်မှုပုံသဏ္ဍာန်မတွေ့သေးသောဆုံးရှုံးမှုဝေဒနာနှင့်ကံမန်ရွာကိုလွှမ်းခြုံထားသောမမှန်ကန်သောငြိမ်သက်ခြင်းတို့သာဖြစ်သည်ထိုတိတ်ဆိတ်မှုနောက်ွယ်တွင်တစ်ခုခုဖော်ထုတ်ရန်စောင့်ဆိုင်းနေသည်ရာမာဝတီ၏ခရီးသည်ယခုမှစတင်နေပြီဖြစ်သည်တန်တရားများနှင့်ဖုံးကွယ်ထားသောလျှို့ဝှက်ချက်များစီတီမပြန်လာသောဒုတိယမြောက်နနက်ခင်းသည်ပုံမှန်ထက်ပိုမိုလေးလံသောလေထုနှင့်အတူရောက်ရှိလာသည်ရာမာဝတီသည်မိုးမလင်းမီနိုးလာပြီးကတင်ဘေးတွင်ကြာမြင့်စွာထိုင်နေကသမီးဖြစ်သူ၏ပေါ်ပါသောခြေလမ်းများဖြင့်ပြည့်နေကြအခန်းလွတ်ကိုကြည်နေခဲ့သည်ရေအတန်မရှိပကံခလောက်တန်မရှိဖိနှိပ်သောတိတ်ဆိတ်ခြင်းသာရှိသည်အိမ်သည်လည်းဝမ်းနည်းပူဆွေးမှုကိုထိန်းထားသကဲ့သို့ဖြစ်နေသည်ဝိပုစုတောင်းပြီးနောက်ရာမာဝတီသည်နောက်ထပ်မရွှေ့ဆိုင်နိုင်သောဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့သည်သူမသည်အပြင်ထွက်မေးမြန်းရှာဖွေရမည်အိမ်တွင်စောင့်နေခြင်းသည်သူမ၏အစိတ်ကိုအဆုံးမဲ့သောစိတ်ကူးရင်များဖြင့်ပြည့်စေလိမ့်မည်သူမသည်အနည်းဆုံးအိမ်နီးနားချင်းအိမ်မှရှာဖွေမှုကိုစတင်ခဲ့သည်သူမကိုကြိုဆိုသောမျက်နှာများသည်ကွဲပြားသည်ရိုးသားစွာစိုးရိမ်ပူပန်သူများရှိသကဲ့သို့အလိုက်မသိသူများလည်းရှိပြီးတုန်လှုပ်နေသူများလည်းရှိသည်ရာမာဝတီသည်စီတီ၏အမည်ကိုတုံရင်သောလေတံဖြင့်ပြောဆိုရင်းထိုနံနက်ပိုင်းနောက်ပိုင်းသမီးဖြစ်သူကိုမြင်တွေ့ခဲ့သူများရှိမရှိမေးမြန်းခဲ့သည်အချို့လူများသည်
စကားပြောဆိုခြင်းကိုချက်ချင်းအဆုံးသတ်လိုတကဲ့သို့လျင်မြန်စွာခေါင်းရမ်းခဲ့ကြသည်အခြားသူများကမူမေကွန်း၏အဓိကအချက်ကိုရှောင်ရှားရင်းရှည်လျားသောဝါကြများဖြင့်ပြန်ဖြေခဲ့ကြသည်မည်သူမျှတိကျသေးချာသောအဖြေမပေးနိုင်ခဲ့ပါတတိယအိမ်တွင်အလယ်လက်အရွယ်အမျိုးသမီးတဦးကရာမာဝတီကိုစကားမပြောမီကြာမြင့်စွာစိုက်ကြည့်ခဲ့သည်သူမ၏မျက်လုံးများကကူညီလိုတော်လဲကြောက်ရွံ့မှုကတားဆီးထားသကဲ့သို့မရေမရာဖြစ်နေသည်သူမသည်စီတီသည်ရွာအပြင်ဘက်သို့သွားသောလမ်းကြောင်းအတိုင်းလျှောက်သွားသည်ကိုမြင်တွေ့ခဲ့ရကြောင်းတိုးတိုးလေးပြောကြားခဲ့သည်ထိုလမ်းကြောင်းသည်နေ့လယ်ခင်းတွင်လူများသိပ်မသွားလေးရှိသောလမ်းကြောင်းဖြစ်သည်ထိုလမ်းကြောင်းသည်တစ်တောနှင့်အစွန်တွင်ရှိသောငါးကန်အချို့စီသို့ဦးတည်နေသည်ထိုဝါကြသည်လေထဲတွင်ဝဲနေသည်ဆက်လက်မပြောတော့မမြင်ရသောနယံတစ်ခုကစကားပြောဆိုခြင်းကိုထိုနေရာတွင်ရပ်တန့်စေခဲ့တကဲ့သို့ဖြစ်နေသည်ရာမာဝတီသည်သူမ၏ခြေလမ်းများကိုဆက်လက်သွားခဲ့သည်သူမသွားရောက်ခဲ့သောအိမ်တိုင်းကပြီးပြည့်စုံသောပုံတစ်ပုံဖြစ်မပေါင်းဆက်နိုင်သောသေးငယ်သောအပိုင်းအစများကိုပိုမိုတိုးပွားစေခဲ့သည်အချို့ကတစ်တော်အကြောင်းပြောကြသည်အချို့ကငါးကန်အကြောင်းပြောကြသည်အချို့ကမူမကြသေးမီကထူးခြားစွာကွဲပြားနေသောညဘက်လှုပ်ရှားမှုများအကြောင်းပြောကြသည်ထိုစကားလုံးများသည်အရေးများကဲ့သို့ပေါ်လာသည်ရှင်းရှင်းလင်းလင်းဘယ်တော့မှမပြောခဲ့ပါရာမာဝတီသည်သူမ၏ရင်ဘတ်မှသူမ၏ဦးခေါင်းစီသို့တဖြည်းဖြည်းတက်လာသောတင်းမာမှု၏တုန်ခါမှုကိုစတင်ခံစားမိသည်သူမသည်ကြာမြင့်စွာကလေးကတိကျွမ်းခဲ့သောကျေးရွာတစ်ရွာ၏အလယ်တွင်ရှောက်လန်းနေရသကဲ့သို့ခံစားရသည်သို့သောယခုအခါထိုရွာသည်တစိမ့်ပြင်ဖြစ်နေသည်လမ်းဆောင်အနီးရှိသေးငယ်သောစားတောက်ဆိုင်တစ်ဆိုင်တွင်ရာမာဝတီသည်ရက်လိုက်သည်စားတောက်ဆိုင်ပိုင်ရှင်ပုံမှန်အားဖြင့်ဖော်ရည်သောအဖိုးကြီးတဦးသည်ယခုတစ်ကြိမ်တွင်သတိထားနေပုံရသည်ရာမာဝတီကစီတီအကြောင်းမေးမြန်းသောအခါထိုအဖိုးကြီးသည်ခေါင်းငုံကတကယ်တမ်းတက်တက်ရက်ရက်ရှိနေပြီးသားဖြစ်သောကုန်ပစ္စည်းများကိုပြန်လည်စီစဉ်နေခဲ့သည်ရာမာဝတီပြန်ရန်ပြင်ဆင်ပြီးမှသာသူကမကြားရလောက်နီးပါးသောအတန်ဖြင့်ငါးကန်အနီးတွင်မကြသေးမီညများတွင်လှုပ်ရှားမှုများရှိနေကြောင်းပြောကြားခဲ့သည်မီးများညနှောင်းပိုင်းအထိလင်းနေပြီးရင်အသွားလာအတန်များဝင်ထွက်နေသည်ကိုကြားရသည်ဒါကငါတို့ကိစ္စမဟုတ်ဘူးဟုသူကလျင်မြန်စွာပြောကြားခဲ့သည်ထိုဝါကြသည်ချက်ချင်းတက်ဆင်ရမည့်ဒိုင်းလွှားတစ်ခုတကဲ့သို့ဖြစ်နေသည်ထိုဝါကြသည်ရာမာဝတီကိုညှင်းဆန်မှုထက်ပိုမိုပြင်းထန်စွာရိုက်ခတ်ခဲ့သည်ဒါကငါတို့ကိစ္စမဟုတ်ဘူးဟူသောစကားလုံးမဲ့အတိအမှတ်ပြုမှုတစ်ခုတကဲ့သို့စုပေါင်းကြောက်ရွံ့မှုကဆွဲဆန့်ထားသောနေနမိတ်မြင်းတစ်ခုတကဲ့သို့ကြားရသည်ရာမာဝတီသည်သူမ၏ရှာဖွေမှုသည်မတိနားမလည်မှုနှင့်သာမကလူများ၏ပူးပေါင်းပါဝင်လိုစိတ်မရှိမှုနှင့်ပါရင်ဆိုင်နေရကြောင်းနားလည်ခဲ့သည်သူမသည်ရွာသားများအပဲကြောင့်တိတ်ဆိတ်နေကြသည်ကိုမိမိကိုယ်ကိုစတင်မေးမြန်းခဲ့သည်နေ့လည်ခင်းနီးလာသောအခါရာမာဝတီသည်ရွာပြင်ဘက်လမ်းတွင်မကြာခဏဖြတ်တန်းသွားလာတတ်သောလူငယ်တဦးနှင့်တွေ့ဆုံခဲ့သည်ရာမာဝတီကစီတီ၏အမည်ကိုပြောလိုက်သောအခါထိုလူငယ်၏မျက်နှာသည်တင်းမာနေပုံရသည်အခြားသူများမကြားကြောင်းတေချာစေပြီးနောက်ထိုလူငယ်ကစီတီနှင့်တူသောအမျိုးသမီးတဦးသည်နနက်ပိုင်းတွင်တစ်တောဘက်သို့တယောက်တည်းလျှောက်သွားသည်ကိုမြင်တွေ့ခဲ့ရကြောင်းဝန်ခံခဲ့သည်သူသည်တရမသေးချတော့လဲသူမ၏ရုပ်ရည်သည်အလွန်တူသည်ထိုလူငယ်ကသူကူညီလိုတော့လဲကြောက်ရွံ့သည်ဟုပြောကြားခဲ့သည်အချို့အရာတွေကိုမဝင်ဆွတ်ဖက်တာပိုကောင်းတယ်ဟုသူကပြောကြားခဲ့ပြီးအဖြေကိုမဆောင်ဆိုင်ပဲထွက်ခွာသွားခဲ့သည်ထိုကဲ့သို့တဝက်တစ်ပြက်ဝန်ခံမှုတိုင်းသည်ရာမာဝတီ၏ဝန်ထုတ်ဝန်ပိုးကိုပုံမိုတိုးပွားစေခဲ့သည်သူမသည်သူမ၏ဦးခေါင်းထဲတွင်သတင်းချက်လက်အပိုင်းအစများကိုစုစည်းခဲ့သည်တစ်တောငါးကန်ညဘက်လှုပ်ရှားမှုနှင့်ရွာသားများ၏ကြောက်ရွံ့မှုထိုအရာအလုံးသည်အဆုံးမရှင်းလင်းသေးသောကျိုးတစ်ချောင်းအဖြစ်လဲပတ်နေသည်တေချာသည်မှာစီတီသည်နောက်ဆုံးတွင်တူညီသောလမ်းကြောင်းအတိုင်းသွားနေသည်ကိုမြင်တွေ့ခဲ့ရခြင်းဖြစ်သည်ယခင်ကတာမန်ဟုယူဆခဲ့သောလမ်းကြောင်းသည်ယခုအခါချိန်ချောက်မှုဖြစ်နေသည်ညနေပိုင်းတွင်ရာမာဝတီသည်ငါးကန်ဧရိယာသို့ချဉ်ကပ်ရန်တတိရှိလှုပ်ဆောင်ခဲ့သည်အဝေးမှကြည့်လျင်ထိုနေရာသည်ပုံမှန်အတိုင်းသာရှိသည်ကံရည်သည်နေရောင်ကြီးကိုရောင်ပြန်ဟပ်ကာတောက်ပနေပြီးအချို့လူများသည်ယခင်နေ့များကဲ့သို့အလုံးလုံးနေသည်ကိုမြင်တွေ့ရသည်သို့သောရာမာဝတီနီးကပ်လာသောအခါသူမ၏လှုပ်ရှားမှုတိုင်းကိုလိုက်ပါလာသောအကြည့်များကိုခံစားခဲ့ရသည်ယခင်ကကြားနေရသောစကားပြောဆိုမှုသည်ချက်ချင်းရပ်တန့်သွားသည်အလွန်တင်းဆွဲထားသောကြိုးတစ်ခုကဲ့သို့ညှင်းပယ်၍မရသောတင်းမာမှုတစ်ခုရှိသည်ရာမာဝတီသည်ထိုနေရာတွင်ဘာမျှမတွေ့ခဲ့ရပါအ ਨੇ ဆုံးတော့မျက်မြင်အားဖြင့်မရှိပါစီတီပိုင်ပစ္စည်းမရှိသူမကင်တွယ်၍ရသောရှင်းလင်းသောလက္ခဏာမရှိ
သို့သောသူမ၏ခံစားချက်ကထိုနေရာသည်တစ်ခုခုကိုဖုံးကွယ်ထားကြောင်းပြောနေသည်ပြန်မပြချင်သောတစ်ခုခုကိုဖုံးကွယ်ထားကြောင်းပြောနေသည်သူမသည်အဖြေများထက်မေးခွန်းများပိုမိုယူဆောင်ကာလေးလံသောခြေလမ်းများဖြင့်ပြန်လာခဲ့သည်ထိုညတွင်ရာမာဝတီသည်ထပ်မံ၍အိပ်မပျော်ခဲ့ပါညအတန်များပိုမိုရှင်းလင်းစွာကြားရသည်ဖြတ်တန်းသွားသောရင်တိုင်းကသူမကိုနိုးထစေခဲ့သည်သူမသည်ရွာသားများ၏စကားများသူတို့၏တိုးတိုးလေးပြောဆိုသောလေတံနှင့်ရှောင်ရှားနေသောသူတို့၏မျက်လုံးများကိုပြန်လည်သတိရခဲ့သည်ထိုအရာအားလုံးသည်တိုက်ရိုက်မပြောတော့လဲသတိပေးချက်တစ်ခုတကယ်သို့ခံစားရသည်သူမမျက်လုံးများမှိတ်လိုက်သောအခါတစ်တောနှင့်ငါးကန်၏ပုံရိပ်များသည်အလှည့်ကျပေါ်လာသည်သူမတယောက်တည်းဖြတ်တန်းရမည့်မှောင်မိုက်သောဥမင်တစ်ခုကိုဖန်တီးပေးသည်နောက်နေ့မနက်တွင်ရာမာဝတီသည်ဒေသခံအာဏာပိုင်များကိုတိုင်ကြားခဲ့သည်ထိုတိုင်ကြားချက်ကိုလက်ခံမှတ်တမ်းတင်ပြီးအရေးယူဆောင်ရွက်မည်ဟုကတိပေးခဲ့သည်သို့သောရာမာဝတီသည်ကတိနှင့်လက်တွေ့အကြားကွာခြားမှုကိုခံစားခဲ့ရသည်လုပ်ငန်းစဉ်သည်နှေးကွေးပြီးသူမ၏စိုးရိမ်ပူပန်မှုသည်ဆက်လက်မြင့်တက်နေသည်သူမသည်ကြာမြင့်စွာစောင့်ဆိုင်း၍မရပါကုန်လွန်သွားသောနာရီတိုင်းသည်သူမ၏သမီးကိုတစ္ဆာဖောက်ခြင်းနှင့်တူသည်ရွာထဲတွင်တီးတိုးပြောဆိုမှုများပိုမိုကြားရတော့လဲမရှင်းလင်းသေးပါရာမာဝတီသည်သူမနီးကပ်လာသောအခါပြတ်တောက်သွားသောစကားပြောဆိုမှုအပိုင်းအစများကိုဖမ်းမိခဲ့သည်အချို့ကလူတဦး၏အမည်ကိုတိုးတိုးလေးပြောကြသည်အချို့ကကိစ္စဟောင်းများအကြောင်းပြောကြသည်အချို့ကမူပြဿနာမရှာရန်ပြောကြသည်ထိုအရာအလုံးသည်ခါတီးသောအသည့်တစ်ခုကိုခိုင်မာစေသည်စီတီပျောက်ဆုံးသွားခြင်းသည်တာမန်ဖြစ်ရမဟုတ်ပါတနေ့ညနေပိုင်းတွင်အမျိုးသမီးတဦးသည်ရာမာဝတီထံသို့တိတ်တိတ်ဆိတ်ဆိတ်လာရောက်ခဲ့သည်ထိုမျိုးသမီးကသူမ၏အမည်ကိုမပြောလိုခဲ့ပြီးသူတို့၏တွေ့ဆုံမှုအကြောင်းကိုမည်သူကိုမျှမပြောပြရန်ရာမာဝတီကိုတောင်းဆိုခဲ့သည်တုံရင်သောလေတံဖြင့်သူမကစီတီသည်နောက်ဆုံးတွင်တစ်တောဘက်သို့သွားသည်ကိုမြင်တွေ့ခဲ့ရကြောင်းနှင့်ညဘက်တွင်ထိုနေရာ၌ပြင်ပလူများမသိသင့်သောအရာများဖြစ်ပွားခဲ့ကြောင်းပြောကြားခဲ့သည်ထိုမျိုးသမီးကထပ်မံရှင်းပြခြင်းမရှိပါသူမရောက်လာတဲ့ကဲ့သို့လျင်မြန်စွာထွက်ခွာသွားခဲ့ပြီးရာမာဝတီကိုရင်တုံအောင်ထားခဲ့သည်နေဝင်ချိန်ရောက်သောအခါရာမာဝတီသည်ရွာအစွန်တွင်မတည့်ရက်ကမှောင်မိုက်စပြုနေသောတစ်တောစီသို့ဦးတည်သောလမ်းကြောင်းကိုစိုက်ကြည့်နေခဲ့သည်သူမသည်သမီးတဦးကိုဆုံးရှုံးရခြင်းထက်ပိုမိုကြီးမားသောအရာတစ်ခု၏အစွန်းတွင်ရောက်ရှိနေပြီဟုခံစားခဲ့ရသည်ရည်ရွယ်ချက်ရှိဖုံးကွယ်ထားသောလျှို့ဝှက်ချက်များစွာရှိသည်ထိုလွှာတိုင်းကိုကြောက်ရွံ့မှုကစောင့်ရှောက်ထားသည်သို့သောရာမာဝတီသည်တစ်ခုခုကိုတေချာစွာသိခဲ့သည်သူမသည်ရက်တန့်မည်မဟုတ်ဤခန်းသည်ရှာဖွေမှု၏အစောပိုင်းနေ့ရက်များကိုပိုမိုတိတာထင်ရှားလာသောတင်းမာမှုဖြင့်အဆုံးသက်သည် CTE နောက်ဆုံးခြေရာခံသည်တူညီသောနေရာသို့ဦးတည်နေပြီးရွာသားများ၏တီးတိုးပြောဆိုမှုများကအမှန်တရားကိုရည်ရွယ်ချက်ရှိဖုံးကွယ်ထားသည်ဟုသောတန်တရားကိုခိုင်မာစေသည်တိတ်ဆိတ်သောအမူအရာနှင့်တင်းမာသောအပြုံးများနောက်ွယ်တွင်မှောင်မိုက်ထဲတွင်တစ်ခုခုလှုပ်ရှားနေသည်ရာမာဝတီသည်ရင်းကိုခံစားမိသည်ကြောက်ရွံ့မှုများစတင်ဝင်ရောက်လာတော့လဲသူမ၏ဆုံးဖြတ်ချက်သည်ပိုမိုခိုင်မာလာသည်ဤရှာဖွေမှုသည်သူမ၏သမီးကိုရှာဖွေရန်ကြိုးပမ်းမှုတသက်မဟုတ်တော့ပါသူမ၏ရွာ၏လျှို့ဝှက်ချက်များကိုဖုံးကွယ်ထားသောတိတ်ဆိတ်သောနံရံများကိုထိုးဖောက်ရန်ကြိုးပမ်းမှုတစ်ခုလည်းဖြစ်သည်အမှောင်ထဲမှအကျွင်းကြံများရှာဖွေမှု၏တတိယမြောက်နေ့သည်ရာမာဝတီကိုသူမ၏ပင်ကိုယ်ဗီဇကိုအစကတည်းကနှောင့်ယှက်ခဲ့သောနေရာသို့ပိုမိုနီးကပ်စေခဲ့သည်ရွာအစွန်ရှိငါးကန်သည်ခြုံလွယ်ပိတ်ပေါင်းများနှင့်တစ်ပင်များအနီးကပ်ပေါက်ရောက်နေသောကြောင့်အနှဲငယ်ဖုံးကွယ်ထားသည်ပေမလန်းမကြည့်လျင်ကန်သည်မမြင်ရလောက်နီးပါးဖြစ်သည်တဘာဝနှင့်ရောနှောနေစေရန်နှင့်အာယုံဆိုင်မှုမှရှောင်လွှဲရန်ရည်ရွယ်ချက်ရှိထားရှိထားတကဲ့သို့ဖြစ်နေသည်သို့သောရာမာဝတီအတွက်မူထိုနေရာသည်ရွာသားများ၏တီးတိုးပြောဆိုမှုများစတင်ရောက်ရှိလာကတည်းကသူမ၏မှတ်ဉာဏ်ထဲတွင်အသက်ရှင်ဆုံးနေရာဖြစ်သည်ထိုနံနက်တွင်သူမသည်နှင်းများကြောင့်ချုံးမွေ့နေသောမြေလန်းအတိုင်းတယောက်တည်းလျှောက်သွားခဲ့သည်ဆိုးစွတ်သောလေထုသည်မြေကြီးနှင့်ရောနှောနေပြီးကန်နှင့်နီးကပ်လာသောအခါသူမ၏အာယုံခံစားမှုထဲသို့အခြားအနံ့တစ်ခုဝင်ရောက်လာသည်ထိုအနံ့သည်လုံးဝမရင်းနှီးတော့လဲမူမမှန်ပါငါးနက်နှင့်ပိုမိုဆူရှာသော
ပိုမိုထိုးဖောက်သောအနံ့တို့ရောနှောထားသကဲ့သို့ရာမာဝတီကိုသူမ၏ခေါင်းပေါ်ဝါဆုံးဖြင့်နှာခေါင်းကိုအလိုလျောက်ပိတ်စေခဲ့သည်သူမသည်ခဏတာရပ်နာကအသက်ကိုပြန်လည်ထိန်းချုပ်ပြီးနောက်သတိထားပြီးခြေလမ်းများကိုဆက်လက်သွားခဲ့သည်ငါးကန်သည်သူမထင်ထားသည့်ထက်ပိုကြီးသည်ရေသည်မှောင်မိုက်ပြီးတည်ငြိမ်နေကရံဖန်ရံခါငါးကြီးများရေပေါ်သို့ပေါ်လာသောအခါရေပြင်တွင်လှိုင်းထသည်ရာမာဝတီသည်ထိုငါးများ၏အရွယ်အစားကိုမြင်တွေ့ရသောအခါအံ့ဩတုန်လှုပ်သွားသည်နင်းတို့၏ခန္ဓာကိုယ်များသည်ဖောင်းကားပြီးရှည်လျားကာနှေးကွေးစွာလှုပ်ရှားတော်လဲခွန်အားပြေဝနေသည်သူမသည်ငါးမွေးမြူရေးပညာရှင်မဟုတ်တော့လဲသူမ၏ပင်ကိုယ်ဗီဇကတခုခုမမှန်ကန်ကြောင်းပြောနေသည်ငါးများသည်အလွန်ကြီးမားလွန်းသည်အလွန်ကျန်းမာလွန်းသည်အမြဲတမ်းပေါများသောအစာရရှိနေတကယ်သို့ဖြစ်နေသည်ကံပတ်ဝန်းကျင်တွင်သေးငယ်သောတဲအိမ်တစ်ခုနှင့်ပလတ်စတစ်ပုံအချို့ကိုပေါ်ပေါ်ဆဆထားရှိထားသည်ထိုနနက်တွင်ထိုနေရာတွင်မည်သူမျှမရှိတော့လဲလှုပ်ဆောင်မှု၏ခြေရာခံများကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရသည်ကံပတ်ဝန်းကျင်ရှိမြေပြင်သည်ရွှွန့်ထူပြီးဆူဆွနေကထက်နေသောခြေရာများရှိသည်ရာမာဝတီသည်ယခင်ကအရေးမပါဟုထင်ရနိုင်သောသေးငယ်သောအသေးစိတ်အချက်လက်များကိုသတိထားကြည့်ရှုခဲ့သည်သို့သောယခုအခါအရေးကြီးနေသည်ပုံများသည်အနံပြင်းပြင်းနံနေပြီးတဲထောင်တွင်သူမသည်ပုံမှန်ငါးစာများနှင့်မတူသောအယောင်ရှိသောငါးစာအကျွင်းကြံများကိုမြင်တွေ့ခဲ့ရသည်ရာမာဝတီသည်အလွန်ဝေးဝေးသို့ချင်းကပ်ရန်မရဲခဲ့ပါသူမ၏ခြေထောက်များကိုတားဆီးထားသောကြောက်ရွံ့မှုတစ်ခုရှိသည်ပုံမဝေးဝေးသို့မလှမ်းရန်သတိပေးချက်တစ်ခုတကယ်သို့ဖြစ်နေသည်သို့သောထိုကြောက်ရွံ့မှုသည်ပိုမိုအားကောင်းသောအခြားတွန်းအားတစ်ခုနှင့်ရင်ဆိုင်နေရသည့်စီဒီကိုရှာဖွေလိုသောဆန္ဒသူမသည်ထိုနေရာတွင်ကြာမြင့်စွာရက်တီကမှောင်မိုက်နေသောကံရည်ကိုစိုက်ကြည့်ရင်ရင်ဘတ်ထဲတွင်ငွန်းကျက်စေသောဖြစ်နိုင်ခြေများကိုစိတ်ကူးရင်နေခဲ့သည့်နေ့လည်ခင်းတွင်ရာမာဝတီသည်အတွေးမျိုးမျိုးဖြင့်ရွာသို့ပြန်လာခဲ့သည်သူမမြင်တွေ့ခဲ့ရသည့်များကိုရွာသားအချို့အားပြောပြခဲ့တော်လဲသူတို့၏တုံ့ပြန်မှုကသူမကိုထပ်မံစိတ်ပျက်စေခဲ့သည်အချို့ကထိုကံသည်ကြာမြင့်စွာကလေးကရှိခဲ့ပြီးပြဿနာတစုံတရာမရှိခဲ့ကြောင်းပြောဆိုကြသည်အချို့ကမူငါးများကိုကောင်းစွာပြုစုစောင့်ရှောက်ပါကကြီးထွားနိုင်ကြောင်းပြောကြသည်သို့သောရာမာဝတီသည်ထိုရှင်းပြချက်များနောက်ွယ်တွင်တုန်လှုပ်မှုကိုသတိပြုမိခဲ့သည်သူတို့၏ဝါကြများတွင်ထူးဆန်းသောရက်တက်မှုများရှိပြီးမျက်လုံးများကထပ်မံ၍ရှောင်လွှဲနေခဲ့သည်ထိုညနေပိုင်းတွင်ဒေသခံသတင်းထောက်2ဦးသည်စီတီပျောက်ဆုံးသွားခြင်းသတင်းကိုကြားသိပြီးနောက်ရွာသို့ရောက်ရှိလာခဲ့သည်သူတို့၏ရောက်ရှိမှုကတစ်လွင်သောပြောင်းလဲမှုများကိုယူဆောင်လာခဲ့သည်သူတို့သည်ကျွမ်းကျင်သောလေသံဖြင့်မေးမြန်းခဲ့သည်အဖြေတိုင်းကိုမှတ်တမ်းတင်ပြီးပတ်ဝန်းကျင်နေရာများ၏ဓာတ်ပုံများကိုရိုက်ယူခဲ့သည်ရာမာဝတီသည်အခွင့်အရေးနှင့်အန္တရာယ်နှစ်ခုလုံးကိုမြင်တွေ့ခဲ့ရသည်မီဒီယာ၏အာရုံစိုက်မှုကရှာဖွေမှုကိုအရှိန်မြင့်တင်ပေးနိုင်မည်ဟုသူမမျှော်လင့်ခဲ့သည်သို့သောထိုလျှို့ဝှက်ချက်များတကယ်တမ်းဖော်ထုတ်ခံရပါကဘာဖြစ်လာမည်ကိုလည်းသူမကြောက်ရွံ့ခဲ့သည်ရာမာဝတီသည်သတင်းထောက်များကိုငါးကန်ဘက်သို့ခေါ်သွားခဲ့သည်သူတို့ထဲမှတဦးသည်ရာမာဝတီခံစားခဲ့ရသောအနံ့မျိုးကိုရသောအခါမျက်ခုံးတွန့်သွားသည်သူတို့သည်အဝေးမှဓာတ်ပုံများရိုက်ယူခဲ့ပြီးကံ၏အရွယ်အစားရေ၏အခြေအနေနှင့်ပတ်ဝန်းကျင်ကိုမှတ်တမ်းတင်ခဲ့သည်သတင်းထောက်တဦးကထိုကံသည်အမှန်တကယ်လှုပ်ရှားမှုရှိနေသည်ရွာအစွန်ရှိကံတကံအတွက်အလွန်မင်းပင်လှုပ်ရှားနေသည်ဟုပြောကြားခဲ့သည်ထိုဝါကြကရာမာဝတီကိုကြက်သီးမွေးညှင်းထစေခဲ့သည်ညနေလာသောအခါရာမာဝတီသည်ကံဧရိယာသို့ထပ်မံချင်းကပ်ရန်တတိရှိလှုပ်ဆောင်ခဲ့သည်ယခုတစ်ကြိမ်တွင်အဝေးမှတစ်ပင်များနောက်တွင်ပုန်းအောင်နေခဲ့သည်သူမ၏စိတ်ထဲတွင်ဆက်လက်ဆွဲမြဲနေသောအရာတစ်ခုကိုတေချာစေလိုသည်ညဘက်လှုပ်ရှားမှုသူမခိုးကြည့်နေသောနေရာမှကံပတ်ဝန်းကျင်တွင်မီးများလင်းနေသည်ကိုသူမမြင်တွေ့ခဲ့ရသည်အချို့လူများသည်အိတ်ကြီးများတဲဆောင်ကဝင်ထွက်သွားလာနေကြသည်သူတို့သည်လျင်မြန်စွာနှင့်စနစ်တကျလှုပ်ရှားနေကြသည်ထိုလှုပ်ရိုးလှုပ်စင်နှင့်ယင်းနှီးကျွမ်းဝင်နေတကယ်သို့ဖြစ်နေသည်သူတို့ထဲမှတဦးကကံထဲသို့တစ်ခုခုကိုလောင်းထည့်သည်ကိုမြင်သောအခါရာမာဝတီသည်အသက်အောင်ထားခဲ့သည်ယခင်ကတည်ငြိမ်နေသောရေသည်ရုတ်တရက်လှိုင်းထလာသည်ငါးကြီးများကရန်လိုသောလှုပ်ရှားမှုများဖြင့်ရေပေါ်သို့တိုးဝှေ့တက်လာသည်တိတ်ဆိတ်သောညတွင်ရေပတ်တံများရှင်းရှင်းလင်းလင်းကြားရသည်ရာမာဝတီသည်သူမ၏ကြက်သီးမွေးညင်းများထလာသည်ကိုခံစားခဲ့ရသည်ထိုမြင်ကွင်းသည်အလွန်ပြင်းထန်သည်တာမန်ဟုယူဆရန်အလွန်ကြောက်စရာကောင်းသည်သူမသည်တုံရင်သောခြေလမ်းများဖြင့်ပြန်လာခဲ့သည်
အိမ်တွင်သူမသည်မှောင်မိုက်ထဲတွင်ထိုင်နေကသူမမြင်တွေ့ခဲ့ရသည်များကိုနားလည်အောင်ကြိုးစားနေခဲ့သည်ကြောက်ရွံ့မှုသည်ယခုအခါပုံစံတစ်ခုကိုရရှိနေပြီဖြစ်သည်ပင်ကိုယ်ဗီဇမျှသာမဟုတ်တော့ပါသို့သောထိုကြောက်ရွံ့မှုနောက်ွယ်တွင်တဖြည်းဖြည်းကြီးထွားလာသောဒေါသတစ်ခုရှိသည်စီတီသည်ထိုနေရာပတ်ဝန်းကျင်တွင်ပျောက်ကွယ်သွားသည်ဆိုပါကရာမာဝတီသည်ရှေ့သို့ဆက်သွားရန်မှလွဲ၍ရွေးချယ်စရာမရှိဟုခံစားခဲ့ရသည်နောက်နေ့မနက်တွင်ဒေသခံအာဏာပိုင်များသည်ပိုမိုအလေးနက်ထားစိတ်ဝင်စားမှုပြသလာသည်သူတို့သည်ငါးကန်သို့တွားရောက်ခဲ့သည်ပိုင်ရှင်နှင့်စကားပြောဆိုခဲ့ပြီးအချို့အရာများကိုမှတ်တမ်းတင်ခဲ့သည်သို့သောထိုစစ်ဆေးမှုသည်ခဏတာနှင့်တရားဝင်ပုံရသည်ထိုလုပ်ငန်းစဉ်အဆုံးသတ်သွားသည့်လျင်မြန်မှုအပေါ်ရာမာဝတီစိုးရိမ်ခဲ့သည်စုံစမ်းစစ်ဆေးမှုသည်မျက်နှာပြင်ပေါ်တွင်သာရပ်တန့်သွားမည်ကိုသူမစိုးရိမ်ခဲ့သည်ရေထဲတွင်တစ်ခုခုကိုဖုံးကွယ်ထားတော်လဲတည်ငြိမ်နေပုံရသောကံရည်ကဲ့သို့ပင်ဖြစ်နေသည်ဒေသခံသတင်းထောက်များသည်သတင်းအချက်အလက်များကိုဆက်လက်ရှာဖွေခဲ့သည်အချို့ရွာသားများသည်အမည်မဖော်လိုတော်လဲစကားပြောဆိုလာကြသည်သူတို့သည်ထိုငါးကန်သည်မိုးခေါင်ရာသီတွင်ပင်ရေမခမ်းချောက်ဖူးကြောင်းဝန်ခံခဲ့ကြသည်ငါးစာများအမြဲတမ်းရရှိနိုင်ပြီးငါးများလျင်မြန်စွာကြီးထွားကြောင်းပြောခဲ့ကြသည်အချို့ကမူညဘက်တွင်ပြင်းထန်သောအနံ့များမကြာခဏထွက်ပေါ်တတ်တော်လဲသူတို့သည်ဘေးကင်းရေးအတွက်တိတ်ဆိတ်နေခြင်းကိုရွေးချယ်ခဲ့ကြသည်ဟုပြောဆိုကြသည်ရာမာဝတီ၏စိတ်ထဲတွင်ပရိပခသည်ပိုမိုပြင်းထန်လာသည်တစ်ဖက်တွင်အမှန်တရားကိုတတ်နိုင်သမျှအမြန်ဆုံးဖော်ထုတ်လိုသည်မည်သည့်ပုံစံဖြင့်ဖြစ်စေအခြားတစ်ဖက်တွင်အမှန်တရားစီသို့ခြေလမ်းတိုင်းသည်ပိုမိုမှောင်မိုက်သော၆ကမ်းပါးစီသို့ဦးတည်နေတကယ်သို့ခံစားရသည်သူမသည်သူမကြားရနိုင်သောအရာကိုကြောက်ရွံ့တော်လဲထိုအရာအလုံးကိုကြောက်ရွံ့မှုနှင့်ငွေကြေးများကမြုပ်နှံထားမည်ကိုပိုမိုကြောက်ရွံ့ခဲ့သည်ပိုမိုပြင်းထန်လာသောထိတ်လန့်ဖွယ်ရာလေထုရေမခမ်းချောက်ဖူးသောငါးကန်သည်မဖြေရှင်းရသေးသောလျှို့ဝှက်စမ်းကြယ်မှု၏သင်္ကေတအဖြစ်ရပ်တည်နေသည်ရေနံကြီးနောက်ွယ်တွင်အဖြေတစ်ခုစောင့်ဆိုင်းနေသည်ဟုရာမာဝတီယုံကြည်သည်ထိုအဖြေသည်သူမ၏ရွာတည်ကျွမ်းခဲ့သောငြိမ်းချမ်းမှုကိုဖျက်ဆီးပစ်နိုင်ဖွယ်ရှိတော်လဲဖြစ်သည်ရှာဖွေမှုသည်ပိုမိုမှောင်မိုက်သောနယ်ပယ်သို့ရောက်ရှိလာပြီဖြစ်ပြီးနောက်ထပ်ခြေလှမ်းတိုင်းသည်သူမလုံးဝစိတ်ကူး၍မရနိုင်သောအကျိုးဆက်များကိုဆောင်ကျဉ်လာမည်ကိုရာမာဝတီနားလည်ခဲ့သည်တောထဲတွင်ရုန်းကန်ခြင်းထိုနံနက်တွင်မြူများကျဲကျနေဆဲဖြစ်ပြီးရာမာဝတီသည်ရွာအစွန်တွင်မတက်ရက်ကတစ်တောစီသို့ဦးတည်သောကျင်းမြောင်းသောလမ်းကိုစိုက်ကြည့်နေခဲ့သည်ထိုလမ်းသည်သူမအတွက်မစိမ်းတော်လဲယခုအချိန်ထိသူမသည်ဖြတ်တန်းလေမရှိပါစည်းကမ်းရှိသောကျေးရွာဘဝနှင့်လျှို့ဝှက်ချက်များစွာကိုတိုးလောင်ထားသောတောရိုင်းသဘာဝအကြားမရေးသားထားသောနယ်နိမိတ်တစ်ခုဖြစ်သည်သို့သောထိုနေ့တွင်ထိုနယ်နိမိတ်သည်ပြိုကျခဲ့သည်စီတီကိုရှာဖွေလိုသောဆန္ဒကယခုအချိန်ထိဆွဲမြဲနေသောကြောက်ရွံ့မှုကိုကျော်လွန်ခဲ့သည်နောက်ဆုံးတွင်ရွာသားအချို့ကသူမကိုလိုက်ပါရန်သဘောတူခဲ့သည်သူတို့သည်စကားမပြောကြသူတို့၏မျက်နှာများသည်တင်းမာပြီးသတိထားနေကြသည်အချို့ကဓမီများကင်ဆောင်လာကြသည်အချို့ကလမ်းဖွင့်ရန်သေးငယ်သောဓားမြောင်များကိုကင်ဆောင်လာကြသည်ရာမာဝတီသည်သူတို့၏အလယ်တွင်ရှောက်သွားခဲ့သည်သူမ၏ခြေလမ်းများသည်လျင်မြန်တော်လဲတိကျသည်စက္ကန့်တိုင်းကသူမဖမ်းဆုပ်ရမည့်အရာတစ်ခုတကယ်သို့ဖြစ်နေသည်တောရင်းရှိလေထုသည်ပိုမိုအေးဆက်ပိုမိုဆိုးဆွတ်ပြီးဆိုးဆွတ်သောအရွက်နံကသူမ၏အသက်ရှူမှုကိုလွှမ်းခြုံထားသည်သူတို့ပိုမိုနှဆိုင်စွာဝင်ရောက်လေရွာအတန်များပျောက်ကွယ်သွားပြီးအနီးကပ်ပိုမိုတိတာသောတဘာဝအတန်များဖြင့်အစားထိုးခံရသည်ပိုးမွားများ၏အတန်ခြေထောက်အောက်တွင်ကျိုးပဲ့သောတကိုင်းများ၏အတန်နှင့်အရွက်များကိုတိုက်ခတ်သောလေတိုက်ခတ်တံရာမာဝတီသည်သူမ၏ပေါက်ခုံးများပေါ်တွင်တင်းမာမှုကိုခံစားခဲ့ရသည်ကြောက်ရွံ့မှုကြောင့်သာမကသူမ၏ရင်ဘတ်ထဲတွင်မြုပ်နှံထားသောမျှော်လင့်ချက်ကြောင့်လည်းဖြစ်သည်ဤတစ်တော်ဤတနေရာရာတွင်အဖြေတစ်ခုရှိသည်ဟုသူမယုံကြည်သည်ရှာဖွေမှုကိုလူအများစုသွာလာလေးရှိသည်ဟုထင်ရသောလမ်းသွယ်များအတိုင်းလိုက်လျှောက်ခြင်းဖြင့်စတင်ခဲ့သည်မြေပြင်သည်ပုံမှန်အားဖြင့်လူတစ်ဦးသို့မဟုတ်နှစ်ဦးထက်မကသောခြေရာများကြောင့်ကျစ်လစ်နေသည့်ရွာသားတစ်ဦးကရက်တန့်ပြီးဖိနှိပ်ခံထားရသောခြုံနယ်ပိတ်ပေါင်းများစီသို့လက်ညှိုးထိုးပြသည်တစုံတစ်ခုကိုထိုနေရာမှဆွဲယူသွားခဲ့တကယ်သို့ဖြစ်နေသည်ညီသူမျှခံမှန်းရဲခြင်းမရှိတော့လဲလူတိုင်းကလေထု၏ပြောင်းလဲမှုကိုခံစားမိကြသည်ဤရှာဖွေမှုသည်ပျောက်ဆုံးနေသောလူတဦးကိုရှာဖွေခြင်းတသက်မဟုတ်တော့ပါလေထဲတွင်ပုံမူလေးလံသောအရာတစ်ခုရှိနေသည်မကြာမီပင်ရွာသားတဦးကတိုးတိုးလေးခေါ်လိုက်သည်ရာမာဝတီနီးကပ်လာသည်
သူမ၏ရင်ဘက်ကပိုမိုလင်းမြန်စွာခုန်လာသည်နှိမ်သောခြုံပုတ်များအောင်တရွက်ချောက်များတဝက်တစ်ပြက်ဖုံးကွယ်ထားသောဖနက်တစ်စုံကိုတွေ့ရှိခဲ့သည်ရာမာဝတီကချက်ချင်းမှတ်မိသည်ထိုဖနက်သည်စီတီဖနက်ဖြစ်သည်သူမသည်ရင်းကိုကိုယ်တိုင်တန်ရှင်းရေးလုပ်ပေးဘူးပြီးဘေးဘက်ရှိသေးငယ်သောခြေရာကိုမှတ်မိသည်သူမရင်းကိုကောက်ယူလိုက်သောအခါသူမ၏လက်များတုံရင်နေပြီးကဘာကြီးသည်ခဏတာလဲပတ်မှုရပ်တန့်သွားတဲ့ကဲ့သို့ဖြစ်နေသည်ထိုနေရာမှခြေလန်းအနှဲငယ်အကွာတွင်သူတို့သည်စီတီမကြာခဏဝစ်စင်လေးရှိသောအယောင်ဖြော့သောသပင်ပတ်ကိုတွေ့ရှိခဲ့ကြသည်ထိုသပင်ပတ်သည်မြေပြင်ပေါ်တွင်ပြန့်ကျဲကာညစ်ပတ်နေသည်ရာမာဝတီသည်ရင်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားရင်းသူမ၏ရင်ဘတ်ထဲတွင်တခုခုကျိုးပဲ့သွားသည်ကိုခံစားခဲ့ရသည်သူမငိုချင်ခဲ့သည်အော်ဟစ်ချင်ခဲ့သည်ထိမ့်မရသောခံစားချက်များကိုထုတ်ဖော်ရန်မြည်သည့်အရာမဆိုလှုပ်ချင်ခဲ့သည်သို့သောသူမ၏အတန်သည်ထိန်းချုပ်ခံထားရသည်ယခင်ကထက်ပိုမိုဆူးရှပြီးပိုမိုတိတာသောကြောက်ရွံ့မှုအသစ်တစ်ခုပေါ်လာခဲ့သည်သူတို့သည်အသက်အောင့်လျက်ရှာဖွေမှုကိုဆက်လက်သွားခဲ့သည်ထိုတွေ့ရှိမှုမှမဝေးသောနေရာတွင်ရွာသားတဦးကအထည်တစကိုတွေ့ရှိခဲ့သည်အယောင်ကမှိန်ဖြော့နေပြီးမှောက်မိုက်သောအစွန်းထင်းများကလူတိုင်းကိုတိတ်ဆိတ်စေခဲ့သည်ထိုအထည်တွင်သွေးများစွန်းထင်းနေသည်မည်သူမျှဘာမှမပြောကြတော့လဲလူတိုင်းကလင်း၏အဓိပ္ပာယ်ကိုနားလည်ကြသည်ရာမာဝတီသည်သူမ၏ခြေထောက်များအားနည်းသွားသည်ကိုခံစားခဲ့ရသည်သူမသည်မြေပြင်ပေါ်တွင်ဒူးထောက်ထိုင်ကအုံနောက်ကစတင်ပုံပေါ်လာသောအမှန်တရားကိုလက်ခံရန်ညှင်းဆန်တဲ့ကဲ့သို့ထိုအထည်ကိုလိဟာစွာစိုက်ကြည့်နေခဲ့သည်ရာမာဝတီ၏စိတ်ခံစားချက်များသည်တိတ်ဆိတ်စွာပောက်ကွဲခဲ့သည်သူမ၏မျက်ရည်များသည်အတန်မကြားရဘဲကြာဆင်းလာပြီးအေးဆက်သောတစ်တောမြေပြင်ကိုဆူဆွတ်စေခဲ့သည်ယခုအချိန်ထိသူမသည်စီတီသည်လမ်းပြောင်းနေခြင်းသို့မဟုတ်တနေရာရာတွင်ပိတ်မိနေခြင်းဖြစ်နိုင်သည်ဟုမျှော်လင့်နေဆဲဖြစ်သည်သို့သောထိုတွေ့ရှိမှုကအရာအလုံးကိုပြောင်းလဲပစ်ခဲ့သည်ထိုမျှော်လင့်ချက်သည်လုံးဝပျောက်ကွယ်မသွားတော့လဲယခုအခါသူမငင်းပယ်၍မရတော့သောအဆိုးဆုံးဖြစ်နိုင်ခြေများကအရေးထိုးနေသည်လိုက်ပါလာသောရွာသားများပုံမိုစိုးရိမ်ပူပန်လာပုံရသည်သူတို့ထဲမှအချို့ကသူတို့အလွန်ဝေးသို့ရောက်နေပြီလားဟုမေးမြန်းတဲ့ကဲ့သို့အချင်းချင်းကြည့်နေခဲ့ကြသည်ကြောက်ရွံ့မှုတစ်ခုစတင်ပြန့်နှံ့လာသည်စီဒီဘာဖြစ်နိုင်သည်ဆိုသည်ကိုသာမကဤသက်သေများကိုရှာဖွေတွေ့ရှိခြင်း၏အကျိုးဆက်များအပေါ်တွင်လည်းဖြစ်သည်ရာမာဝတီသည်ဤရှာဖွေမှုသည်ရွာကယခုအချိန်ထိထိမ့်သိမ်းထားသောဘေးကင်းလုံခြုံမှုနယ်နိမိတ်ကိုကျော်လွန်သွားပြီဖြစ်ကြောင်းနားလည်ခဲ့သည်သူတို့သည်ထိုတွေ့ရှိမှုများကိုအာဏာပိုင်များအားချက်ချင်းသတင်းပို့ခဲ့သည်ယခုတစ်ကြိမ်တွင်တုံ့ပြန်မှုကကွဲပြားသည်နောက်ထပ်ဆောင်ဆိုင်ခြင်းသို့မဟုတ်မရေမရာဂတိများမရှိတော့ပါအာဏာပိုင်များသည်ပုံမှုများပြားသောအရေးအတွက်ဖြင့်ရောက်ရှိလာခဲ့သည်ကိရိယာများကိုယူဆောင်လာခဲ့ပြီးတွေ့ရှိရာနေရာပတ်ဝန်းကျင်တွင်အတားအဆီးမြင့်ကိုထားရှိခဲ့သည်ယခင်ကတိတ်ဆိတ်နေသောတစ်တောသည်ယခုအခါလှုပ်ရှားမှုများဖြင့်ပြည့်နှက်နေသည်စီကန်းရှိသောခြေလမ်းများရေဒီယိုဆက်သွယ်ရေးအသံများနှင့်လေးနက်သောမျက်နှာများသည်ယခင်ကကြောက်စရာကောင်းသောနေရာကိုပြည့်စေခဲ့သည်ရာမာဝတီသည်အတားအဆီးမြင့်ထားရှိထားသောနေရာ၏အစွန်တွင်မတက်ရက်ကအလုံးလုံးနေသောအာဏာပိုင်များကိုကြည့်နေခဲ့သည်သူမ၏ကိုယ်ပိုင်ဘဝဇာတ်လမ်းတွင်ကြည့်ရှုသူတဦးဖြစ်နေတဲ့ကဲ့သို့သူစိမ်းပြင်ခံစားရသည်သို့သောထိုခံစားချက်နောက်ွယ်တွင်တစ်လွင်သောတေချာမှုတစ်ခုရှိသည်စီဒီဘာဖြစ်ခဲ့သည်ကိုယခုအခါအလေးနက်ထားစဉ်းစားနေပြီဖြစ်သည်ယင်းသည်ပျောက်ဆုံးနေသောလူတဦး၏တိုင်ကြားချက်မျှသာမဟုတ်တော့ပါယင်းသည်ပြင်းထန်သောရာဇဝတ်မှု၏တန်တရားဖြစ်သည်ဒေသခံသတင်းထောက်များထပ်မံရောက်ရှိလာခဲ့သည်သူတို့သည်တိုးတက်မှုတိုင်းကိုမှတ်တမ်းတင်သည်အဝေးမှဓာတ်ပုံများရိုက်ယူပြီးရွာသားများကိုသတိထားပြီးအင်တာဗျူးခဲ့သည့်သတင်းများစတင်ပြန့်နှံ့လာပြီး CDE အမည်သည်ထိုသေးငယ်သောရွာလေးတွင်သာလူသိများခြင်းမရှိတော့ပါရာမာဝတီသည်သက်သာရာရခြင်းနှင့်ကြောက်ရွံ့ခြင်းတို့ရောနှောနေသောခံစားချက်များကိုခံစားခဲ့ရသည်နောက်ဆုံးတွင်အာယုံဆိုင်မှုရရှိသည့်အတွက်သက်သာရာရသည်သို့သောဘာဖြစ်ခဲ့သည်ကိုလူများပုံမိုသိရှိလာသောကြောင့်အန္တရာယ်ပုံမိုများပြားလာမည်ကိုကြောက်ရွံ့ခဲ့သည့်အာဏာပိုင်များသည်တောရင်းတွင်ပုံမိုကျယ်ပြန့်သောရှာဖွေမှုများကိုလှုပ်ဆောင်ခဲ့သည်သူတို့၏ခြေလမ်းတိုင်းကိုတင်းမာမှုကလိုက်ပါလာသည်ရာမာဝတီသည်ထိုအာဏာပိုင်များ၏မျက်နှာများကိုကြည့်ရင်သူတို့ဘာတွေးနေသည်ကိုဖတ်ရန်စ조사ခဲ့သည်သူမသည်ယခင်ကမမြင်ဘူးသောလေးနက်မှုကိုသတိပြုမိခဲ့သည်သူတို့သည်တိုးတိုးလေးပြောဆိုကြသည်လမ်းမျိုးမျိုးသို့လက်ညှိုးထိုးပြပြီးအသေးစိတ်တိုင်းကိုမှတ်တမ်းတင်ကြသည်
ထိုအရာအားလုံးကသူတို့ရင်ဆိုင်နေရသည်မှာတာမန်ကိစ္စမဟုတ်ကြောင်းအတည်ပြုခဲ့သည်နေ့လည်ခင်းနီးလာသောအခါရာမာဝတီကိုထွက်ဆိုချက်ပေးရန်ခေါ်ခဲ့သည်သူမသည်သူမသိသမျှအားလုံးကိုပြောပြခဲ့သည်စီတီနှုတ်ဆက်ခဲ့သောနောက်ဆုံးနနက်ခင်းမှစ၍ရွာသားများ၏တီးတိုးပြောဆိုမှုများငါးကန်နှင့်တန်တရားဖြစ်ဖွယ်ညဘက်လှုပ်ရှားမှုများအထိပြောပြခဲ့သည်သူမပြောသောစကားလုံးတိုင်းသည်ဂန်ယာကိုထပ်မံနှဆိုင်စေတကယ်သို့ခံစားရသည်သို့သောအမှန်တရားကိုချင်းကပ်ရန်ရင်းသည်တခုတည်းသောနီလန်းဖြစ်ကြောင်းသူမသိခဲ့သည်ထိုညတွင်ရွာသည်အရင်ကနှင့်မတူတော့ပါမီးများပုံမိုလင်းလာသည်လူများသည်အုပ်စုငယ်များဖြင့်စုယုံကစကားပြောဆိုမှုများတင်းမာသောလေတံဖြင့်ပြုလုပ်ကြသည်သူတို့၏မျက်နှာများကိုယခင်ကပုံမှန်လှဆင်လေးရှိသောဖော်ရွေသောအပြုံးများမရှိတော့ပါကြောက်ရွံ့မှုသည်ယခုအခါစုပေါင်းခံစားချက်တစ်ခုဖြစ်လာပြီးဖြစ်သည်ရာမာဝတီတဦးတည်းပိုင်ဆိုင်ခြင်းမဟုတ်တော့ပါလူတိုင်းကသူတို့၏ဘဝထဲသို့တစုံတစ်ခုဝင်ရောက်လာပြီးဖြစ်ကြောင်းနားလည်ခဲ့ကြသည်ရာမာဝတီသည်ပင်မနွမ်းနယ်သောကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ဖြင့်အိမ်သို့ပြန်လာခဲ့သည်သူမသည်စီတီ၏ဖနက်နှင့်သပင်ပတ်ကိုစပွဲပေါ်တင်ကာကြာမြင့်စွာစိုက်ကြည့်နေခဲ့သည်ထိုပစ္စည်းများသည်ယခုအခါသူမ၏ဘဝတွင်ကြီးမားသောပြောင်းလဲမှု၏သင်္ကေတများဖြစ်နေသည်သူမသည်သူမ၏သမီးကိုရှာဖွေနေခြင်းတသက်မဟုတ်တော့ပါသူမသည်ရွာတစ်ရွာလုံးကိုတုန်လှုပ်စေနိုင်သောရာဇဝတ်မှုစုံစမ်းစစ်ဆေးမှုတွင်ပါဝင်နေပြီဖြစ်သည်ဤအခန်းသည်ရှောင်လွဲ၍မရသောအချိုးအကွေ့တစ်ခုကိုမှတ်သားစေသည်တောထဲတွင်တွေ့ရှိမှုကဇလန်း၏ဥတီယာကိုတိတိတတ်တာပြောင်းလဲခဲ့သည်မိခင်တဦး၏ရိုးရှင်းသောရှာဖွေမှုသည်ပုံမကြီးမားသောရာဇဝတ်မှုတစ်ခုကိုဖော်ထုတ်ရန်ကြိုးပမ်းမှုအဖြစ်ပြောင်းလဲသွားခဲ့သည်ရာမာဝတီသည်သူမရှိမှလမ်းကြောင်းသည်ပုံမခက်ခဲပြီးအန္တရာယ်များမည်ကိုခံစားခဲ့ရသည်သို့သောပြန်လှည့်ရန်နီးလန်းမရှိကြောင်းလည်းသူမသိခဲ့သည်သွေးနှင့်တော၏တိတ်ဆိတ်မှုနောက်ွယ်တွင်အမှန်တရားသည်ပုံသဏ္ဍာန်ပြလာသည်ရာမာဝတီသည်မြည်သည့်အန္တရာယ်မဆိုရင်ဆိုင်ရန်အသင့်ဖြစ်သည်အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်များတောထဲတွင်တွေ့ရှိမှုများရှိခဲ့ပြီးနောက်ထိုရွာ၏ညများသည်ပြောင်းလဲသွားခဲ့သည်တိတ်ဆိတ်ခြင်းမျှသာမဟုတ်တော့ပါထောင်တိုင်းတွင်ကပ်နေသောတီးတိုးတံများနှင့်တင်းမာမှုများဖြင့်ပြည့်နှက်နေသည်ရာမာဝတီသည်သူမ၏အိမ်မှပင်ထိုပြောင်းလဲမှုကိုခံစားခဲ့ရသည်ဖြတ်တန်းသွားလာသောရင်တိုင်းကသူမကိုနိုးထစေခဲ့သည်အဝေးတွင်လင်းနေသောမီးတိုင်းကတန်တရားဖြစ်စေခဲ့သည်ယခင်ကလုံခြုံသောနေရာအဖြစ်သူမသိကျွမ်းခဲ့သောရွာသည်ယခုအခါမှောင်မိုက်သောပြပွဲတစ်ခုကိုဖုံးကွယ်ထားသောစင်မြင့်တစ်ခုတကယ်သို့ခံစားရသည်နေဝင်ပြီးနောက်တိတ်တိတ်ဆိတ်ဆိတ်ဖြင့်အာဏာပိုင်များသည်ပုံမစနစ်တကျလှုပ်ရှားလာခဲ့သည်သူတို့သည်တောကိုရှာဖွေယုံသာမကငါးကန်ပတ်ဝန်းကျင်ရှိရွာသားများ၏လှုပ်ရှားမှုများကိုလည်းမြေပုံဆွဲခဲ့သည်မေးခွန်းများကိုပုံမဆူးရှစွာမေးခဲ့သည်အချိန်များကိုမှတ်တမ်းတင်ခဲ့ပြီးညဘက်အလေးအထများသည်အဓိကအာယုံစိုက်ရာဖြစ်လာခဲ့သည်ဤမှပင်ယခုအချိန်ထိကြောက်ရွံ့မှုကြောင့်တင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားသောဇလန်းများတဖြည်းဖြည်းပေါ်ထွက်လာသည်ပထမဆုံးသက်သေထွက်ဆိုချက်သည်အမည်မဖော်ဘဲရောက်ရှိလာခဲ့သည်ရွာသားတဦးသည်ဒေသခံသတင်းထောက်တဦးနှင့်စိတ်ငြိမ်သောနေရာတွင်တွေ့ဆုံခဲ့ပြီးသူ၏ကိုယ်ပိုင်လက္ခဏာကိုဖုံးကွယ်ထားရန်တောင်းဆိုခဲ့သည်တုံရင်သောလေသံဖြင့်သူကငါးကန်အနီးတွင်ညသကောင်ရန်တွင်မကြာခဏကျင်းပလေးရှိသောလျှို့ဝှက်ပါတီများအကြောင်းပြောပြခဲ့သည်ထိုပါတီများကိုဘယ်တော့မှကြေညာခြင်းမရှိဆူညံသောဂီတမရှိအချို့သောလူများသာတက်ရောက်ကြသည်သို့သောထူးဆန်းသောနာရီများတွင်လာရောက်ပြီးပြန်ထွက်သွားသောဇိမ်ခံကားများ၏ပေါ်လာမှုသည်လုံးဝဖုံးကွယ်၍မရသောမြင်ကွင်းတစ်ခုဖြစ်လာခဲ့သည်ထိုသက်သေထွက်ဆိုချက်အရပါတီများသည်ပုံမှန်ပွဲတော်များနှင့်မတူခဲ့ပါရေမောတံများသို့မဟုတ်ထင်ရှားသောပျော်ရွှင်မှုများမရှိပါထိန်းချုပ်ထားသောစနစ်တကျရှိသောလျင်မြန်စွာလှုပ်ဆောင်သောလှုပ်ရှားမှုများသာရှိသည်လာရောက်သူများသည်တစ်ခုခုကိုယူဆောင်လာပုံရပြီးဖက်ရခတ်သောမျက်နှာများဖြင့်ပြန်သွားကြသည်ထိုသက်သေထွက်ဆိုချက်သည်ထိုနေရာတွင်ရပ်တန့်သွားသည်သတင်းပေးသူသည်သူ၏ကိုယ်ပိုင်မှတ်ဉာဏ်ထဲသို့ပုံမနှဆိုင်စွာဝင်ရောက်ရန်မရဲခဲ့တဲ့ကဲ့သို့ဖြစ်နေသည်ရာမာဝတီသည်သတင်းထောက်များထံမှထိုဇလန်းကိုသတိထားပြီးကြားသိခဲ့ရသည်စကလုံးတိုင်းသည်သူမ၏ရင်ဘတ်ကိုရိုက်ခတ်သောတန်တူတစ်ချောင်းကဲ့သို့ခံစားရသည်ညဘက်တွင်အစာများလူရက်စားသုံးနေသောငါးကြီးများ၏မြင်ကွင်းကိုသူမပြန်လည်သတိရခဲ့သည်ထိုပုံရိပ်သည်ယခုအခါလျှို့ဝှက်ပါတီများ၏ဇလန်းနှင့်ပေါင်းဆက်ပြီးကြောက်မက်ဖွယ်ကောင်းသောပုံစံတစ်ခုကိုဖန်တီးပေးသည်သူမသည်ယင်းကိုယုံကြည်လိုခြင်းမရှိတော့လဲပုံမများပြားသောအပိုင်းအစများသည်တစ်ခုနှင့်တစ်ခုဆက်ဆက်နေသည်နောက်ထပ်အမည်မဖော်သောသက်သေထွက်ဆိုချက်တစ်ခုထပ်မံရောက်ရှိလာခဲ့သည်
ယခုတစ်ကြိမ်တွင်ထိုဧရိယာတွင်ညဆောင်အဖြစ်အလုပ်လုပ်ခဲ့ဘူးသူတဦးထံမှဖြစ်သည်သူကမကြာခဏမျက်စိမိတ်ထားရန်နှင့်ဘာမှမမေးရန်တောင်းဆိုခံရကြောင်းဝန်ခံခဲ့သည်သူသည်ရေလိုင်းထသံများကြားခဲ့ရသည်ပုံမှန်ငါးစာများနှင့်မတူသောပြင်းထန်သောအနံ့ကိုရှူရှိုက်ခဲ့ရပြီးအိမ်များပြည့်နေသောအိမ်များကိုရင်များမှကန်အနီးသို့ရွှေ့ပြောင်းသည်ကိုမြင်တွေ့ခဲ့ရသည်သူသည်ထိုအိမ်များကိုဘယ်တော့မှမဖွင့်ခဲ့တော့လဲရင်းတို့၏လေးလံမှုနှင့်လူများကရင်းတို့ကိုကင်တွယ်ပုံကသူ့ကိုတန်တရားဖြစ်စေခဲ့သည်သူအလုပ်ရရန်စ조사သောအခါတိတ်ဆိတ်နေရန်လုံလောက်သောတိမ်မွေ့သောသတိပေးချက်တစ်ခုကိုရရှိခဲ့သည်ရာဇဝတ်မှုပုံစံသည်အာဏာပိုင်များနှင့်သတင်းထောက်များ၏စိတ်ထဲတွင်စတင်ပုံပေါ်လာသည်မြသန်းခေါင်ရန်ပါတီများသည်လျှို့ဝှက်စုဝေးမှုများမျှသာမဟုတ်ဘဲစနစ်တစ်ခု၏တစ်စိတ်တစ်ပိုင်းဖြစ်သည်အချိန်စရာများရှိသည်အခန်းကဏ္ဍများရှိသည်နှင့်စီးဆင်းနေသောအမျက်အစွန်းများရှိသည်ရေမခမ်း၆ဖူးသောငါးကန်အမြဲတမ်းရရှိနိုင်သောငါးစာနှင့်မူမမှန်သောငါးများ၏ကြီးထွားမှုသည်ယခုအခါတူညီသောကွင်းဆက်၏တစ်စိတ်တစ်ပိုင်းအဖြစ်မြင်တွေ့ရသည်အကြောက်မက်ဖွယ်အကောင်းဆုံးတန်တရားများစတင်ပေါ်ထွက်လာသည်အလွန်သတိထားပြီးပြောဆိုနေစေဖြစ်တော်လဲဖြစ်သည်ရာမာဝရီသည်သူမ၏စိတ်ထဲတွင်ပရိပခသည်ပိုမိုနှဆိုင်လာသည်ကိုခံစားခဲ့ရသည်တစ်ဖက်တွင်သူမသည်အမှန်တရားကိုတတ်နိုင်သမျှအမြန်ဆုံးဖော်ထုတ်လိုသည်မည်သည့်ပုံစံဖြင့်ဖြစ်စေအခြားတစ်ဖက်တွင်အမှန်တရားစီသို့ခြေလမ်းတိုင်းသည်ပိုမိုမှောင်မိုက်သော၆ကမ်းပါးစီသို့ဦးတည်နေတကယ်သို့ခံစားရသည်သူမသည်သူမကြားရနိုင်သောအရာကိုကြောက်ရွံ့တော်လဲထိုအရာအလုံးကိုကြောက်ရွံ့မှုနှင့်ငွေကြေးများကမြုပ်နှံထားမည်ကိုပိုမိုကြောက်ရွံ့ခဲ့သည်အာဏာပိုင်များသည်စောင့်ကြည့်မှုကိုတိုးမြင့်ခဲ့သည်နောက်ထပ်ညအနည်းငယ်အတွင်းသူတို့သည်လုံခြုံသောအကွာဝေးမှတိတ်တိတ်ဆိတ်ဆိတ်စောင့်ကြည့်ခဲ့ကြသည်ကံပတ်ဝန်းကျင်တွင်မီးလုံးသေးလေးများလင်းနေသည်ကိုမြင်တွေ့ခဲ့ရပြီးရင်များကတူညီသောနာရီများတွင်ထပ်မံရောက်ရှိလာခဲ့သည်အစာကျွေးခြင်းလှုပ်ရှားမှုသည်ခဏတာသာရှိတော်လဲပြင်းထန်သည့်ကံရည်သည်ထပ်မံလှိုင်းထားခဲ့ပြီးပြင်းထန်သောအနံ့သည်ပြင်ပလမ်းကြောင်းအထိရောက်ရှိလာခဲ့သည်ထိုအရာအလုံးကိုမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီးသတင်းပို့ခဲ့သည်ဒေသခံသတင်းထောက်များသည်သတိထားပြီးစကားလုံးများဖြင့်အစီရင်ခံစာများကိုရေးဆွဲခဲ့သည်သူတို့သည်လျှို့ဝှက်ပါတီများငါးလုပ်ငန်းတွင်မူမမှန်သောလုပ်ငန်းများနှင့်သေးငယ်သောပြစ်မှုများထက်ပိုမိုပါဝင်သောတရားမဝင်လှုပ်ဆောင်မှုများ၏ဖြစ်နိုင်ခြေများအကြောင်းရေးသားခဲ့သည်ထိုသတင်းသည်ဒေသပြင်ပသို့စတင်ပြန့်နှံ့လာပြီးပိုမိုကျယ်ပြန့်သောလူအများ၏အာရုံစိုက်မှုကိုဆွဲဆောင်ခဲ့သည်ထိုနှင့်အတူရာဇဝတ်ကောင်များအပေါ်ဖိအားလည်းတိုးလာခဲ့သည်ရာမာဝရီသည်အရာအလုံးကိုအနီးကပ်မြင်တွေ့ခဲ့ရသည်သူမသည်မကြာခဏဆိုသလိုနောက်ထပ်ထွက်ဆိုချက်များပေးရန်ခေါ်ဆိုခံရသည်ပိုမိုအသေးစိတ်သောမေးခွန်းများကိုဖြေကြားပေးရသည် CDE အမည်ကိုဖော်ပြတိုင်းသူမ၏အသံတုန်ရင်သွားသည်သူမ၏သမီးကိုယခင်ကစိတ်ကူး၍မရသောအကြောင်းအရာများတွင်ပိုမိုမကြာခဏဖော်ပြခံနေရသည်ဟုသူမခံစားရသည်သို့သောသူမသည် CDE ဇလန်းသည်ဤရာဇဝတ်မှုကွင်းဆက်တစ်ခုလုံးကိုဖော်ထုတ်ရန်တောချက်ဖြစ်ကြောင်းသူမသိသောကြောင့်သူမသည်ကြံ့ကြံ့ခံခဲ့သည်တညတွင်နောက်ထပ်သက်သေတဦးပေါ်လာခဲ့သည်သူသည်ရာမာဝရီ၏အိမ်သို့ဓာတ်ရိုက်ရောက်ရှိလာခဲ့သည်သူ၏မျက်နှာသည်ဖြူဖြော့နေပြီးသူ၏မျက်လုံးများသည်လမ်းဘက်သို့ဆက်လက်လှည့်ကြည့်နေခဲ့သည်သူသည်ကြာမနေပါပြတ်တောက်သောလေသံဖြင့်သူကငါးကန်အနီးတွင်ညသန်းခေါင်ယံတွင်မကြာခဏကျင်းပလေ့ရှိသောလျှို့ဝှက်ပါတီများအကြောင်းပြောပြခဲ့သည်ရိုးရာဓလေ့ဟူသောစကားလုံးကလေထဲတွင်ဝဲနေပြီးရာမာဝရီကိုကြက်သီးမွေးညှင်းထားစေခဲ့သည်ထိုသက်သေကထပ်မံရှင်းပြခြင်းမရှိပါရာမာဝရီမေးခွန်းမမေးမီသူထွက်ခွာသွားခဲ့သည်လူသား၏အသားကိုတရားမဝင်ငါးလုပ်ငန်းအမြတ်အစွန်းအတွက်ငါးစာအဖြစ်အသုံးပြုခဲ့သည်ဟုသောညွှန်ပြချက်ကိုအာဏာပိုင်များကပြည်တွင်းတွင်ဆွေးနွေးလာခဲ့သည်တရားဝင်ထုတ်ပြန်ချက်မရှိသေးတော့လဲစုံစမ်းစစ်ဆေးမှု၏ဥတီယာသည်ပိုမိုရှင်းလင်းလာသည်ဤတန်တရားများမှန်ကန်ကြောင်းသက်သေပြပါကဤအမှုသည်လူတဦးပျောက်ဆုံးခြင်းအကြောင်းသက်မဟုတ်တော့ဘဲရက်ဆက်ကြမ်းကြုတ်သောစနစ်တကျရှိသောရာဇဝတ်မှုအဖွဲ့အစည်းကြောင့်ဖြစ်လာလိမ့်မည်ထိုသေးငယ်သောရွာလေးသည်ကြီးမားသောအရှုပ်တော်ပုံ၏ဗဟိုဖြစ်လာမည်အန္တရာယ်နှင့်ရင်ဆိုင်နေရသည်တင်းမာမှုမြင့်တက်လာသည်အချို့ရွာသားများသည်လုံးဝပိတ်ဆို့သွားကြသည်အခြားသူများကမူပြောဆိုလိုတော်လဲကြောက်ရွံ့ကြသည်ရာမာဝရီသည်ရွာထဲတွင်ရှောက်သွားသောအခါထူးဆန်းသောအကြည့်များကိုခံယူခဲ့ရသည်အချို့ကသူမကိုတနာကျင်နာစွာကြည့်ကြသည်အချို့ကမူအပြစ်ရှိသလိုခံစားရသည်အချို့ကမူဖုံးကွယ်ထားသောဒေါသဖြင့်ကြည့်ကြသည်
သူမ၏ရောက်ရှိမှုကယခုအခါလူအနည်းငယ်အတွက်အမြတ်အစွန်းဖြစ်စေခဲ့သောလျှို့ဝှက်ချက်များကိုဖော်ထုတ်ရန်အစပျိုးပေးသည်ဟုသူမနားလည်ခဲ့သည်။မြသန်းခေါင်ယံပါတီများ၏ပုံရိပ်သည်ကောလာဟလမျှသာမဟုတ်တော့ပါ။ယင်းသည်တာမန်လုပ်ငန်းတစ်ခု၏နောက်ွယ်တွင်ကောင်းစွာဖုံးကွယ်ထားသောဆိုးရွားမှု၏သင်္ကေတအဖြစ်ပြောင်းလဲသွားခဲ့သည်။ရာမာဝတီသည်ထိုလေပွေအလယ်တွင်ရပ်တည်နေသည်ကြောက်ရွံ့မှုနှင့်ဆုံးဖြတ်ချက်ကြားဝမ်းနည်းမှုနှင့်ရဲစွမ်းတတ္တိကြားတွင်ဖြစ်သည်။အမှန်တရားသည်ပိုမိုနီးကပ်လာတော့လဲပြင်းဤဈေးနှုန်းသည်လည်းပိုမိုမြင့်မားလာသည်နေကင်းဘက်တွင်တည်ငြိမ်နေသောငါးကန်နောက်ွယ်တွင်ညများသည်မြည်သည့်အချိန်မဆိုပောက်ကွဲရန်အသင့်ရှိနေသောလျှို့ဝှက်ချက်များကိုဆက်လက်ထိန်းသိမ်းထားသည်မှောင်မိုက်သောကွန်ရက်စုံစမ်းစစ်ဆေးမှုများဆက်လက်လှုပ်ဆောင်လာသည်နှင့်အမျှဤမှု၏မျက်နှာစာသည်ပိုမိုရှုပ်ထွေးလာသည်သေးငယ်သောကျေးရွာလေးတစ်ရွာတွင်ကြောက်မက်ဖွယ်ကောင်းသောဖြစ်ရပ်များ၏ကွင်းဆက်တစ်ခုဟုအစပိုင်းတွင်ထင်ရသည်မှာပိုမိုကျယ်ပြန့်သောပိုမိုဖွဲ့စည်းတည်ဆောက်ထားသောအလွှာများကိုတဖြည်းဖြည်းဖွင့်ပြလာသည်တစ်တောအစွန်ရှိငါးကန်သည်တယောက်တည်းရပ်တည်နေခြင်းမဟုတ်ပါငင်းသည်ရာမာဝတီစိတ်ကူးထားသည့်ထက်ပိုမိုကြီးမားသောငွေကြေးစည်းစိမ်မှုအကျိုးစီးပွားနှင့်အာဏာရှိသူများနှင့်ချိတ်ဆက်ထားသည်အာဏာပိုင်များ၏စုံစမ်းစစ်ဆေးမှုသည်အဆင့်အသစ်တစ်ခုသို့ရောက်ရှိလာသည်သူတို့သည်ကံပိုင်ဆိုင်မှုလုပ်ငန်းလိုင်စင်များနှင့်ငါးများ၏ဖြန့်ဖြူးရေးလမ်းကြောင်းများကိုစတင်ခြေရာခံခဲ့ကြသည်အချက်လက်များကိုတစ်ခုပြီးတစ်ခုစုဆောင်းခဲ့ပြီးပေါ်ထွက်လာသောပုံစံသည်ပိုမိုစိုးရိမ်စရာဖြစ်လာသည်ကံသည်ကံပန်ရွာအပြင်ဘက်ရှိဒေသအချို့သို့ငါးများပံ့ပိုးပေးသောငါးလုပ်ငန်းကွန်ရက်တစ်ခု၏တစ်စိတ်တစ်ပိုင်းအဖြစ်မှတ်တမ်းတင်ထားသည်လုပ်ငန်း၏အရွယ်အစားသည်မျက်နှာပြင်ပေါ်တွင်မြင်ရသည့်ထက်များစွာကြီးမားသည်ရာမာဝတီသည်အမှန်တရားစတင်ပေါ်ထွက်လာသည့်အတွက်သက်သာရာရခြင်းနှင့်ယခုအခါသူမရင်ဆိုင်နေရသောအင်အားစုများ၏ကြီးမားမှုကြောင့်ထိတ်လန့်ခြင်းတို့ရောနှောနေသောခံစားချက်ဖြင့်ထိုသတင်းအချက်လက်ကိုကြားသိခဲ့ရသည်ဤအမှုကိုစတင်ကတည်းကလိုက်လံစုံစမ်းခဲ့သောဒေသခံသတင်းထောက်များသည်နောက်ထပ်အချက်လက်များကိုရှာဖွေတွေ့ရှိခဲ့သည်ငါးဝယ်ယူသူအဖြစ်မှတ်တမ်းတင်ထားသောသေးငယ်သောကုမ္ပဏီများသည်တူညီသောအမည်များဖြင့်အချင်းချင်းချိတ်ဆက်နေကြောင်းတွေ့ရှိရသည့်လိပ်စာများဘဏ်အကောင့်နံပါတ်များနှင့်ယုံကြည်ရသောပုဂ္ဂိုလ်များတွင်တူညီမှုများရှိသည်ထိုလုပ်ငန်းမှစီးဆင်းလာသောငွေကြေးစီးဆင်းမှုသည်မူနောက်မှန်ပါအချိန်တိုအတွင်းများပြားသောပမာဏများလက်ပြောင်းလက်လွဲဖြစ်နေသည်ဤအရာအလုံးကငါးကန်သည်ပိုမိုကျယ်ပြန့်သောကွန်ရက်တစ်ခု၏တစ်ခုတည်းသောအစွန်ဖျားမျှသာဖြစ်ကြောင်းညွှန်ပြနေသည်ရာမာဝတီသည်သူမ၏ရှာဖွေမှုကသူမကိုအန္တရာယ်ရှိသောလေဝေတစ်ခုတည်းသို့ခေါ်ဆောင်လာပြီဖြစ်ကြောင်းစတင်နားလည်ခဲ့သည်သူမကိုထွက်ဆိုချက်ပေးရန်ခေါ်ဆိုတိုင်းမေးခွန်းများသည်ပိုမိုအသေးစိတ်ပြီးပိုမိုနူးညံ့လာသည်သူမကိုစီတီနှင့်နီးစပ်ခဲ့သူများသူမ၏သမီးတည်ကျွမ်းခဲ့သူများနှင့်သူတို့၏နောက်ဆုံးအပြန်အလှန်ဆက်ဆံမှုများအကြောင်းမေးမြန်းခဲ့သည်အဖြေတိုင်းသည်နောက်ထပ်မှောင်မိုက်သောလမ်းသွယ်စီသို့ဦးတည်သောတကားအသစ်တစ်ခုကိုဖွင့်ပေးတဲ့ကဲ့သို့ခံစားရသည်ရွာထဲတွင်လေထုကတိတိတတ်တာပြောင်းလဲသွားခဲ့သည်ယခင်ကစကားမပြောလိုခဲ့သူအချို့သည်ရာမာဝတီကိုလုံးဝရှောင်ရှားလာကြသည်သူမလာသည်ကိုမြင်သောအခါတကားပိတ်လိုက်သူများရှိသည်အလုံများဟန်ဆောင်သူများရှိသည်ဘာစကားမျှမပြောဘဲခေါင်းငုံနေသူများလည်းရှိသည်ရာမာဝတီသည်သူမကိုဖြည်းဖြည်းချင်းဖိနှိပ်နေသောအထီးကျန်မှုကိုခံစားခဲ့ရသည်သူမသည်သားသမီးဆုံးရှုံးခဲ့ရသောမိခင်တဦးမျှသာမဟုတ်တော့ပါယခုအချိန်ထိတိတ်တိတ်ဆိတ်ဆိတ်လှုပ်ဆောင်နေခဲ့သောစနစ်တစ်ခုအတွက်ချိန်ချောက်မှု၏သင်္ကေတတစ်ခုလည်းဖြစ်နေသည်ထိုချိန်ချောက်မှုသည်စိတ်တဆမရှိတော့ပါတညတွင်ရာမာဝတီသည်သူမ၏အိမ်ရှိတွင်စာရွက်တစ်ရွက်ကိုတွေ့ရှိခဲ့သည်အမည်မရှိလက်မှတ်မရှိနောက်တမရချင်ရင်မေးတာရက်လိုက်ပါဟူသောဝါကြတိုလေးသာရှိသည်သူမထို message ကိုဖတ်လိုက်သောအခါသူမ၏လက်များတုံရင်နေခဲ့သည်ပထမဆုံးအကြိမ်အဖြစ်သူမ၏ကြောက်ရွံ့မှုကလက်တွေ့ကျပြီးပုဂ္ဂိုလ်ရေးဆိုင်ရာအရာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်သူမ၏အခြေလမ်းများကိုစောင့်ကြည့်ခံနေရကြောင်းသူမသတိပြုမိခဲ့သည်အာဏာပိုင်များသည်ထိုချင်းချောက်မှုကိုအလေးအနက်ထားတုံ့ပြန်ခဲ့သည်လုံခြုံရေးတင်းကျပ်ခဲ့ပြီးရာမာဝတီကိုလှုပ်ရှားမှုများတွင်ပိုမိုသတိထားရန်တောင်းဆိုခဲ့သည်သို့သောရာမာဝတီအတွက်ထိုကြောက်ရွံ့မှုသည်ဒေါသနှင့်ရောနှောနေခဲ့သည်သူမ၏သမီးကိုရှာဖွေရန်သူမ၏အခွင့်အရေးကိုအနှောင့်အယှက်အဖြစ်သတ်မှတ်ခံရသကဲ့သို့သူမသည်ဖိအားပေးခံနေရသည်ဟုခံစားရသည်မိမိကိုယ်ကိုကာကွယ်လိုသောဆန္ဒနှင့်ဆက်လက်တိုက်ပွဲဝင်ရန်အားကောင်းသောတွန်းအားကြားသူမ၏စိတ်ထဲတွင်ပရိပခသည်ပိုမိုပြင်းထန်လာခဲ့သည်စုံစမ်းစစ်ဆေးမှုကစီကံထိန်းသိမ်းရေးသမားများဖြစ်တဲ့သောအချို့သောပုဂ္ဂိုလ်များပါဝင်ပတ်သက်နေကြောင်းဖော်ထုတ်ခဲ့သည်
ထိုအမည်များကိုလူသိရှင်ကြားမကြေညာခဲ့တော်လဲတီးတိုးတန်များပြန့်နှံ့နေပြီဖြစ်သည်ပံ့ပိုးမှုများပေးထားသည်လိုင်စင်များကိုလွယ်ကူချောမွေ့အောင်ပြုလုပ်ထားသည်စောင့်ကြည့်မှုကိုရည်ရွယ်ချက်ရှိအားနည်းစေခဲ့သည်ထိုရက်စက်သောလှုပ်ဆောင်မှုသည်စီဒီမပျောက်ဆုံးမီနှစ်ပေါင်းများစွာကတည်းကဖြစ်ပွားခဲ့သည်ဟုတန်တရားရှိရသည်ဤအတိကရာမာဝတီကိုခိုင်မာပြီးမှောင်မိုက်သောနေရန်ကြီးတစ်ခုရှိတွင်တယောက်တည်းရက်တည်နေရသကဲ့သို့ခံစားရစေခဲ့သည်အချက်လက်များကိုဆက်လက်တူးဆွနေသောသတင်းထောက်များသည်အလားတူဖိအားများနှင့်ရင်ဆိုင်ခဲ့ရသည်သူတို့၏အစီရင်ခံစာအချို့ကိုထိန်းချုပ်ထားခဲ့သည်သတင်းရင်းမြစ်များရုတ်တရက်တိတ်ဆိတ်သွားခဲ့ပြီးအချို့သောစာရွက်စာတမ်းများကိုရယူရန်ခက်ခဲစေခဲ့သည်သို့သောထိုအတားအဆီးများကြားမှလွတ်သွားခဲ့သောသေးငယ်သောသက်သေအထောက်အထားများပေါ်လာသည်တန်တရားဖြစ်ပွဲအယောင်းဝယ်များစီးဆင်းမှုမကိုက်ညီသောဖြန့်ဖြူးရေးမှတ်တမ်းများနှင့်ယခုအခါသက်ဆိုင်သည်ဟုထင်ရသောဟောင်းနှွမ်းသောသက်သေထွက်ဆိုချက်များပြန်လည်ပေါ်ထွက်လာခဲ့သည်ဤအရာအလုံးကဤငါးလုပ်ငန်းသည်စနစ်တကျရက်စက်ကြမ်းကြုတ်သောလှုပ်ဆောင်မှုများအပေါ်တွင်တည်ဆောက်ထားသည်ဟုသောတန်တရားကိုခိုင်မာစေသည်ရာမာဝတီသည်ထိုတိုးတက်မှုများကိုရှင်းပြရခက်သောခံစားချက်ဖြင့်လိုက်နာခဲ့သည်သူမသည်အိမ်တွင်တယောက်တည်းထိုင်ကာ CDE ဓာတ်ပုံကိုကြည့်ရင်သူမ၏သမီးသည်ဤမြကြီးမားသောလေပွေထဲသို့မြေသို့ပိတ်မိခဲ့ရသည်နည်းဟုမေးမြန်းလေးရှိသည်အပြစ်ရှိသလိုခံစားချက်များဝင်လာသည်မိမိကိုယ်ကိုအပြစ်တင်ခြင်းသည်မတရားကြောင်းသူမသိတော့လဲသူမသည်ကြီးမားသောဂိမ်းတစ်ခုရှိသေးငယ်သောစစ်တူရင်ရုပ်လေးတစ်ရုပ်ကဲ့သို့ခံစားရသည်သို့သောသူမ၏သေးငယ်သောခြေလမ်းများမရှိဘဲထိုဂိမ်းသည်ဘယ်တော့မှအနှောင့်အယှက်ခံရမည်မဟုတ်ကြောင်းကိုလည်းသူမနားလည်ခဲ့သည်အချို့သောသက်သေခံများပျောက်ကွယ်သွားသောအခါဖိအားများပိုမိုမြင့်တက်လာခဲ့သည်အချို့ကရုတ်တရက်ပြောင်းရွှေ့သွားကြသည်အချို့ကဆက်သွယ်ရန်ငြင်းဆန်ကြပြီးအချို့ကမူထွက်ဆိုချက်များကိုပွင့်ပွင့်လင်းလင်းရုပ်သိမ်းခဲ့ကြသည်အာဏာပိုင်များသည်ပိုမိုပြင်းထန်လာသောလူအများ၏အာရုံစိုက်မှုအောက်တွင်အလုံးလုံးနေကြသည်နောက်ွယ်တွင်မူအကျိုးစီးပွားများဆွဲငင်အားကပိုမိုအားကောင်းလာသည်ရာမာဝတီသည်တိုးတက်မှုအသစ်တိုင်းကိုလွှမ်းခြုံထားသောမရေရာမှုကိုခံစားခဲ့ရသည်တစ်ချိန်တွင်ရာမာဝတီကိုအကြီးတန်းစုံစမ်းစစ်ဆေးရေးမှုနှင့်တွေ့ဆုံရန်ခေါ်ခဲ့သည်စကားပြောဆိုမှု၏လေတံသည်ယခင်ကထက်ပိုမိုလေးနက်သည်သူမကိုအမှု၏ရှုပ်ထွေးမှုနှင့်ပါဝင်ပတ်သက်သောအန္တရာယ်များအကြောင်းရှင်းပြခဲ့သည်ထိုစုံစမ်းစစ်ဆေးရေးမှုကသူမကိုရက်တန့်ရန်မတောင်းဆိုခဲ့တော်လဲသူမလျှောက်နေသောလမ်းသည်အန္တရာယ်များကြောင်းရှင်းရှင်းလင်းလင်းပြောခဲ့သည်ရာမာဝတီကတည်ငြိမ်စွာနားထောင်ပြီးနောက်တိုးတိုးလေးသို့သောခိုင်မာစွာအဖြေပေးခဲ့သည်သူမသည်အခြားရွေးချယ်စရာမရှိပါသူမအတွက်ရက်တန့်ခြင်းသည်စီတီကိုတစ္ဆာဖောက်ခြင်းဖြစ်သည်ပုဂ္ဂိုလ်ရေးနှင့်ဖွဲ့စည်းပုံဆိုင်ရာပဋိပက္ခများသည်ယခုအခါတိုက်ရိုက်တိုက်ဆိုင်နေပြီဖြစ်သည်တစ်ဖက်တွင်သူမ၏ကလေးပါဖြစ်ခဲ့သည်ကိုသိလိုသောမိခင်တဦးရှိသည်အခြားတစ်ဖက်တွင်မူငွေကြေးနှင့်အာဏာဖြင့်ကာကွယ်ထားသောနက်ရှိုင်းစွာအမြင့်တွယ်နေသောမှောင်မိုက်သောစနစ်တစ်ခုရှိသည်ရာမာဝတီသည်ရင်းတို့၏အလယ်တွင်ရပ်တည်နေသည်လမ်းဘက်မှဖိအားများကိုခံစားနေရသည်သို့သောထိုနေရာတွင်သူမ၏ဆုံးဖြတ်ချက်သည်အခိုင်မာဆုံးပုံစံကိုတွေ့ရှိခဲ့သည်ပိုမိုတင်းမာပြီးအန္တရာယ်ရှိသောလေထုငါးလုပ်ငန်း၏လျှို့ဝှက်ချက်များနှင့်အင်း၏နောက်ွယ်ရှိရာဇဝတ်ကွန်ရက်သည်ရှင်းရှင်းလင်းလင်းမြင်သာလာသည်လုံးဝဖော်ထုတ်ခံရခြင်းမရှိသေးတော့လဲရာမာဝတီအပေါ်ချိန်ချောက်မှုများသည်သူမသည်ပြဿနာ၏အဓိကအချက်ကိုထိတွေ့ခဲ့ကြောင်းသက်သေပြနေသည်သူမ၏တိုက်ပွဲသည်အမှန်တရားကိုရှာဖွေခြင်းတသက်မဟုတ်တော့ဘဲမှောင်မိုက်နေလိုသောစနစ်တစ်ခုအလယ်တွင်အသက်ရှင်ရပ်တည်ရေးအတွက်လည်းဖြစ်နေသည့်ကြောက်ရွံ့မှုများဆက်လက်ချိန်ချောက်နေတော့လဲရာမာဝတီသည်ဆက်လက်လှမ်းသွားရန်ရွေးချယ်ခဲ့သည်သူမ၏ခြေလမ်းတိုင်းကသူမ၏ဘဝတွင်အန္တရာယ်ရှိဆုံးဖြစ်လာနိုင်တော်လဲဖြစ်သည်ဖုံးကွယ်ရန်ကြိုးပမ်းခြင်းနှင့်ရှင်သန်ရန်ဆုံးဖြတ်ခြင်းဖိအားများသည်တီးတိုးပြောဆိုခြင်းပုံစံဖြင့်မလာတော့ပါရင်းသည်ရှင်းလင်းစွာနီးကပ်စွာနှင့်ဖိနှိပ်မှုနှင့်အတူပေါ်လာသည်ရာမာဝတီသည်နံနက်ပိုင်းကတည်းကသူမ၏အိမ်ရှိတွင်နံပါတ်ပြားမပါသောမော်တော်ဆိုင်ကယ်တစ်စီးအလွန်ကြာမြင့်စွာရပ်တန့်နေခဲ့စဉ်ကတည်းကရင်းကိုခံစားခဲ့ရသည်ဆိုင်ကယ်မောင်းသူသည်မဆင်းလာခဲ့ပါအုတ်ထုတ်ဆောင်ထားဆဲဖြစ်ပြီးတကားကိုသာစိုက်ကြည့်နေခဲ့သည်မိနစ်အနည်းငယ်ကြာပြီးနောက်ဆိုင်ကယ်သည်ထွက်ခွာသွားခဲ့ပြီးအိတ်ဇောနှင့်လေထုထဲတွင်ကြံ့ရစ်ခဲ့သောစိုးရိမ်ပူပန်မှုကိုထားခဲ့သည်ရာမာဝတီသည်ကတင်းပေါက်နောက်တွင်ရပ်နေခဲ့သည်သူမ၏ရင်ဘက်ကမမှန်မကန်ခုန်နေခဲ့သည်သတိပေးချက်များကိုယခုအခါမရေမရာသောစကားလုံးများဖြင့်မပေးတော့ကြောင်းသူမသိခဲ့သည်နောက်ထပ်ချိန်ချောက်မှုတစ်ခုကပိုမိုရှင်းလင်းစွာရောက်ရှိလာခဲ့သည်သူမ၏ဖုန်းသို့စာတိုတစ်စောင်ရောက်လာခဲ့သည်
ကိုတူဤနံပါတ်ကိုမသိရှိရအကြောင်းအရာသည်တိုတောင်းသည်အေးဆက်ပြီးအပိုစကားမရှိရာမာဝရီသည်ရင်းကိုအကြိမ်ကြိမ်ဖက်ကလင်းသည်ချင်းချောက်မှုတသက်လားသို့မဟုတ်အလေးနက်ထားရမည့်အရာတစ်ခုလားဟုနားလည်အောင်စ조사ခဲ့သည်ထိုဝါကြတွင် CDE အမည်ကိုမဖော်ပြခဲ့တော့လဲမိသားစုနှင့်လုံခြုံရေးအကြောင်းဖော်ပြထားသည်ထိုအရာကသူမ၏ဒူးများကိုအားပြောစေရန်လုံလောက်ခဲ့သည်ပထမဆုံးအကြိမ်အဖြစ်သူမ၏ရှာဖွေမှုသည်အခြားဆုံးရှုံးမှုတစ်ခုဖြင့်အဆုံးသတ်နိုင်ဖွယ်ရှိသည်ဟုသောအဆိုးဆုံးဖြစ်နိုင်ခြေကိုသူမစဉ်းစားခဲ့သည်အိမ်ပြင်ဘက်တွင်ရွာကကွဲပြားခြားနားနေသည်ယခင်ကအနည်းဆုံးတော့နှုတ်ဆက်ဖူးသူများသည်ယခုအခါခေါင်းငုံခြင်းသို့မဟုတ်ရှောင်လွဲသွားကြသည်ကုညီဖူးသောအိမ်နီးနားချင်းအချို့သည်ရုတ်တရက်နှုတ်ထွက်သွားကြပြီးအကြောင်းမျိုးမျိုးပြုလုပ်ကာတောင်းပန်ကြသည်ရာမာဝရီသည်သူတို့၏ကြောက်ရွံ့မှုကိုနားလည်သည်သို့သောအထီးကျန်မှုကဆက်လက်ကြိုက်ခဲနေသည်သူမသည်အခြားသူများကိုချင်းကပ်ရန်မလိုလားစေသောမှောင်မိုက်သောအရေးတစ်ခုကိုတည်ဆောင်ထားတဲ့ကဲ့သို့ရှောက်သွားခဲ့သည်ဤအမှုကိုစတင်ကတည်းကလိုက်လံစုံစမ်းခဲ့သောဒေသခံသတင်းထောက်များသည်အလားတူဖိအားများကိုခံစားခဲ့ရသည်သူတို့ထဲမှတဦးကအိမ်ပြန်စဉ်နောက်ယောင်ခံရကြောင်းပြောပြခဲ့သည်နောက်တဦးကမူညတကောင်ရန်တွင်အတန်မကြားရသောဖုန်းခေါ်ဆိုမှုများထပ်တလဲလဲရရှိခဲ့ပြီးသူ၏ဖုန်းဘက်ထရီကုန်သွားသည့်အထိဖြစ်သည်အချို့ကမူကြော်ညာများနှင့်ပူးပေါင်းဆောင်ရွက်မှုများထိခိုက်နိုင်သောကြောင့်သတိထားရန်အထက်အရာရှိများကသတိပေးခံရသည်တဖြည်းဖြည်းနှင့်သတင်းထုတ်ပြန်မှုများအနှောင့်အယှက်ခံခဲ့ရသည်ပြင်ဆင်ထားပြီးသောစောင်းပါးများကိုထိန်းချုပ်ထားခဲ့သည်သတင်းရင်းမြစ်များကိုရုတ်တရက်ဆက်သွယ်ရန်ခက်ခဲစေခဲ့ပြီးသတင်းစာတိုက်သည်တူညီသောစိုးရိမ်ပူပန်မှုများဖြင့်ပြည့်နှက်နေခဲ့သည်သူတို့သည်ညီမျှအထိသွားနိုင်မည်နည်းနှုတ်ပိတ်ရန်ကြိုးပမ်းမှုများကထိုများနှင့်မရက်တန့်ခဲ့ပါယခင်ကမှတ်တမ်းတင်ထားသောတပ်တွေအချို့သည်ရုတ်တရက်ရှာမတွေ့တော့ပါသတင်းထောက်များဓာတ်ပုံရိုက်ခဲ့ဘူးသောဖြန့်ဖြူးရေးမှတ်တမ်းများသည်မော်ကွန်းတိုက်မှပျောက်ကွယ်သွားခဲ့သည်အချို့လမ်းကြောင်းများရှိလုံခြုံရေးကင်မရာမှတ်တမ်းများသည်ရှင်းပြချက်မရှိဘဲပျက်စီးသွားခဲ့သည်ဖမ်းဆီးရမိခဲ့သောငါးစာအိတ်တအိတ်ပင်မူလတိုးလောင်ရာနေရာတွင်မရှိတော့ကြောင်းသတင်းပို့ခဲ့သည်ထိုသေးငယ်သောဆုံးရှုံးမှုတိုင်းသည်ဗဟေရီ၏အပိုင်းအစများကိုအတင်းအကျပ်ဖယ်ရှားလိုက်တဲ့ကဲ့သို့ဖြစ်နေပြီးကြီးမားသောရုပ်ပုံကိုထပ်မံ၍မရေရာစေခဲ့သည်ရာမာဝရီကိုနောက်ထပ်ထွက်ဆိုချက်များပေးရန်အာဏာပိုင်များကခေါ်ခဲ့သည်စစ်ဆေးခန်းတွင်သူမသည်လက်ပိုက်ထိုင်နေခဲ့ပြီးသူမ၏အတန်ကိုတည်ငြိမ်အောင်ထိန်းထားရန်ကြိုးစားခဲ့သည်စုံစမ်းစစ်ဆေးရေးမှူးကသူမကိုလေးနက်စွာကြည့်ကာတရားဥပဒေလုပ်ငန်းစဉ်ကိုနှောင့်ယှက်ရန်ကြိုးပမ်းနေသောအဖွဲ့အစည်းများရှိကြောင်းရှင်းပြခဲ့သည်သို့သောထိုသတိပေးချက်နောက်ွယ်တွင်မျှော်လင့်ချက်၏အယောင်ဝါလေးတစ်ခုပေးသောသတင်းတစ်ခုရှိသည်အာဏာပိုင်များသည်ငါးလုပ်ငန်းကွန်ရက်ကိုပုံမကျယ်ပြန့်စွာစုံစမ်းစစ်ဆေးရန်ဒေသအသီးသီးရှိဗန္ဒာရေးနှင့်လိုင်စင်များကိုခြေရာခံခြင်းအပါအဝင်ဥပဒေကြောင်းအရအားနည်းချက်တစ်ခုကိုတွေ့ရှိခဲ့သည်ထိုအားနည်းချက်သည်မှောင်မိုက်မှုအလဲတွင်အလင်းရောင်တစ်ခုဖြစ်လာခဲ့သည်ဥပဒေကြောင်းအရအခြေခံအသစ်ဖြင့်စုံစမ်းစစ်ဆေးရေးမှူးများသည်ယခင်ကရယူရန်ခက်ခဲခဲ့သောအဖွဲ့အစည်းများစွာကိုခေါ်ယူနိုင်ပြီးစာရွက်စာတမ်းများကိုလုံခြုံစေနိုင်ခဲ့သည်ဤခြေလှမ်းများကိုပေါက်ကြားမှုမှရှောင်ရှားရန်လျင်မြန်စွာနှင့်တိတ်တိတ်ဆိတ်ဆိတ်လှုပ်ဆောင်ခဲ့သည်ရာမာဝရီသည်ရောနှောနေသောခံစားချက်များဖြင့်ထိုရှင်းပြချက်ကိုကြားခဲ့ရသည်သူမသက်သာရာရခဲ့တော်လဲအန္တရာယ်များသည်ပုံမမြင့်မားလာကြောင်းကိုလည်းသူမပုံမနားလည်ခဲ့သည်အခြားတစ်ဖက်တွင်အဓိကသက်သေတဦးနောက်ဆုံးတွင်ပေါ်လာခဲ့သည်သူသည်ရဲရင်ပြောင်မြောက်စွာမလာခဲ့ပါသူ့ကိုလုံးဝအားပြောစေလောက်သောကြောက်ရွံ့မှုနှင့်အတူလာခဲ့ခြင်းဖြစ်သည်လုံခြုံသောနေရာတွင်တင်းကျပ်သောလုံခြုံရေးဖြင့်တွေ့ဆုံမှုကိုပြုလုပ်ခဲ့သည်ထိုသက်သေကငါးကန်ဧရိယာတွင်နေစားလုပ်သားအဖြစ်ပါဝင်ခဲ့ဘူးကြောင်းနှင့်ယခုအချိန်ထိဖုံးကွယ်ထားသောညဘက်လှုပ်ရှားမှုပုံစံကိုသိရှိကြောင်းဝန်ခံခဲ့သည်သူကပုံမှန်လာရောက်သောယာဉ်များ၏အချိန်ဇယားနှင့်အမိန့်ပေးလေးရှိသူများအကြောင်းပြောပြခဲ့သည်သူ၏သက်သေထွက်ဆိုချက်သည်မပြည့်စုံတော့လဲစုံစမ်းစစ်ဆေးမှု၏ဦးတည်ရာကိုခိုင်မာစေရန်လုံလောက်ခဲ့သည်ရာမာဝရီသည်ထိုသက်သေ၏အကျဉ်းချုပ်ထွက်ဆိုချက်ကိုစုံစမ်းစစ်ဆေးရေးမှူးထံမှကြားခဲ့ရသည်တိုက်ရိုက်သက်သေထံမှမဟုတ်ပါအသေးစိတ်တိုင်းကသူမ၏ရင်ဘတ်ကိုမွန်းကျက်စေခဲ့သည်သူမသည်စီဒီသည်တစ်တော်လန်အတိုင်းတယောက်တည်းရှောက်သွားနေသည်ကိုမြင်အောင်ခဲ့သည်သူမပတ်ဝန်းကျင်တွင်စိတ်ဓာတ်မရှိဘဲလှုပ်ဆောင်နေသောစနစ်တစ်ခုရှိနေသည်ကိုမသိခဲ့ပါအပြစ်ရှိသလိုခံစားချက်များပြန်လည်ဝင်လာသည်သို့သောသူမသည်ရင်းကိုပယ်ချလိုက်သည်သူမသည်ရက်တည်နေရန်လိုအပ်သည့်အချိန်တွင်အပြစ်ရှိသလိုခံစားချက်ကသူမကိုအားနည်းစေမည်ကိုသူမသိခဲ့သည်
ရာမာဝတီအပေါ်ချိန်ချောက်မှုများပြင်းထန်လာခဲ့သည်သူမ၏ညီများသည်အိမ်မက်ဆိုးများဖြင့်ပြည့်နှက်နေသည်သူမသည်သေးငယ်သောအတန်များကြောင့်နိုးလာသည်ကန့်လန့်ကာနောက်ွယ်ရှိအရိပ်များကြောင့်နိုးလာသည်လေမျှသာဖြစ်သောခောက်တံများကြောင့်နိုးလာသည်အာဏာပိုင်များသည်သူမ၏လှုပ်ရှားမှုများကိုကန့်သက်ရန်နှင့်တယောက်တည်းမသွားလာရန်အကြံပြုခဲ့သည်သူမ၏အိမ်ကိုစောင့်ကြည့်ခဲ့ပြီးအရေးပေါ်ဆက်သွယ်ရန်နံပါတ်များကိုလွယ်ကူသောနေရာတွင်ထားရှိခဲ့သည်ထိုအရာအလုံးကကူညီခဲ့တော်လဲဆက်လက်ကိုက်ခဲနေသောကြောက်ရွံ့မှုကိုမဖယ်ရှားပေးနိုင်ခဲ့ပါကြန့်ရှိနေသောဒေသခံသတင်းထောက်များသည်ဆက်လက်ရပ်တည်ရန်ရွေးချယ်ခဲ့သည်သူတို့သည်ပုံမသတိထားပြီးအလုံးလုံးကြသည်သတင်းအချက်အလက်များကိုအလွှာလိုက်သတင်းရင်းမြစ်များဖြင့်စစ်ဆေးကြသည်တကားတစ်ချက်ပိတ်သွားသောအခါအခြားအပေါက်တစ်ခုကိုရှာဖွေကြသည်သူတို့သည်အနိုင်ကျင့်ခြင်းသည်ဂိမ်း၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းနားလည်ခဲ့ကြပြီးနောက်ဆုတ်ခြင်းသည်အမှန်တရားကိုမြုပ်နှံလိုသူများထံလွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်းနားလည်ခဲ့ကြသည်သို့သောထိုရဲစွန်းတတ္တိသည်ဈေးနှုန်းမရှိဘဲမလာခဲ့ပါစိတ်ပိုင်းဆိုင်ရာဖိအားများစုပုံလာခဲ့ပြီးဆုံးဖြတ်ချက်တိုင်းကလေးလံနေခဲ့သည်ရွာထဲတွင်လေထုကတင်းမာနေသည်အာဏာပိုင်များသည်ပုံမူမကြာခဏလှည့်ကင်းလှည့်နေသည်ကိုမြင်တွေ့ရသည်တီးတိုးပြောဆိုမှုများတွင်အမည်ဖော်ပြခံရသူအချို့သည်ရုတ်တရက်ပျောက်ကွယ်သွားကြသည်ပုံမှန်နေရာများတွင်မမြင်ရတော့ပါအချို့ကမြို့ပြင်သို့သွားသည်ဟုအကြောင်းပြကြသည်အချို့ကရုတ်တရက်ဖျားနာကြသည်ရာမာဝတီသည်မျက်နှာပြင်အောက်တွင်တခုခုလျင်မြန်စွာလှုပ်ရှားနေကြောင်းလက္ခဏာကိုဖမ်းမိခဲ့သည်အချို့သောအဖွဲ့အစည်းများသည်ခြေရာခံများကိုဖယ်ရှားနေတကယ်သို့ဖြစ်နေသည်တနေ့ညနေပိုင်းတွင်ရာမာဝတီသည်လုံးဝမရင်းနှီးသောနံပါတ်တစ်ခုမှဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့သည်တစ်ဖက်မှအတန်ကပြေပြေလေးပြောဆိုခဲ့သည်သတင်းထောက်များနှင့်စကားမပြောရန်နှင့်ပြဿနာများချက်ချင်းဖြေရှင်းလိုပါကအချို့သောညွှန်ကြားချက်များကိုလိုက်နာရန်တောင်းဆိုခဲ့သည်ရာမာဝတီသည်မဖြေကြားဘဲဖုံးချလိုက်သည်သူမ၏လက်များပြင်းထန်စွာတုန်ရင်နေခဲ့တော်လဲထိုကြောက်ရွံ့မှုနောက်ွယ်တွင်ခိုင်မာသောဆုံးဖြတ်ချက်တစ်ခုရှိသည်တိတ်ဆိတ်နေခြင်းကသူမကိုကယ်တင်နိုင်မည်မဟုတ်ကြောင်းသူမနားလည်ခဲ့သည်စန့်ကျင်ဘက်အားဖြင့်အာဏာပိုင်များသည်တိုးတက်လာသောလူအများ၏အာရုံစိုက်မှုအောက်တွင်ရဲရင်သောခြေလှမ်းများကိုလှမ်းခဲ့သည်သူတို့သည်သက်ဆိုင်ရာနေရာအချို့ကိုလုံခြုံစေခဲ့ပြီးယခုအချိန်ထိကွန်ရက်၏အပြင်ဘက်ဆက်ဝိုင်းတွင်ရှိခဲ့သောအဖွဲ့အစည်းများကိုခေါ်ယူခဲ့သည့်စစ်ဆေးမှုများကိုအလွှာလိုက်လှုပ်ဆောင်ခဲ့ပြီးသေးငယ်သောအချက်အလက်များကိုပြန်လည်စုစည်းခဲ့သည်ဖယ်ရှားရန်ကြိုးပမ်းမှုများမှထိန်းသိမ်းထားနိုင်ခဲ့သောအပိုင်းအစတိုင်းသည်အဓိပ္ပာယ်ရှိသောသေးငယ်သောအောင်မြင်မှုတစ်ခုဖြစ်လာခဲ့သည်ရာမာဝတီသည်ချင်းချောက်မှုများသည်ကြောက်ရွံ့စေရန်ကရိယာမျှသာမဟုတ်ဘဲအာယုံကိုလွဲပြောင်းစေရန်ဗျူဟာတစ်ခုလည်းဖြစ်ကြောင်းနားလည်သောအခါသူမသည်ဆက်လက်ရပ်တည်ရန်ရွေးချယ်ခဲ့သည်သူမ၏ခြေလှမ်းတိုင်းကိုကြောက်ရွံ့မှုကလက်တွေ့ကျကျချင်းချောက်နေတော်လဲဖြစ်သည်အကြမ်းဖက်မှုများနှင့်နှုတ်ပိတ်ရန်ကြိုးပမ်းမှုများအကြားတွင်အမှန်တရား၏ကြိုးများသည်ပိုမိုခိုင်မာလာသည်အဓိကသက်သေဥပဒေကြောင်းအရအားနည်းချက်နှင့်အာဏာပိုင်များ၏တိတ်ဆိတ်သောလှုပ်ဆောင်မှုများသည်မှောင်မိုက်သောဖိအားများကိုမျှတစေခဲ့သည်နေ့ကုန်ဆုံးသောအခါရာမာဝတီသည်အိမ်တွင်တယောက်တည်းထိုင်ကာ CTE ဓာတ်ပုံကိုကြည့်နေခဲ့သည်နောက်နေ့ဘာဖြစ်မည်ကိုသူမမသိတော့လဲသူမသည်ပြန်လှည့်ရန်အလွန်ဝေးဝေးသို့ရောက်နေပြီဖြစ်ကြောင်းသူမသိခဲ့သည်စိတ်ပိုင်းဆိုင်ရာတင်းမာမှုကလက်တွေ့ကျသည်ဖိနှိပ်မှုနှင့်ပင်ပန်းနွမ်းနယ်မှုတို့ကိုဖြစ်စေသည်သို့သောထိုနေရာတွင်သူမ၏ရဲစွမ်းတတ္တိကိုစမ်းသပ်ခဲ့သည်ပုံမူနီးကပ်လာသောချင်းချောက်မှုများနောက်ွယ်တွင်အမှန်တရားကမျက်နှာပြင်ပေါ်သို့ပေါ်ထွက်လာရန်မှန်ကန်သောအချိန်ကိုစောင့်ဆိုင်းရင်းဖြည်းဖြည်းချင်းရွှေ့ရားနေသည်အမှန်တရား၏မီးမောင်းထိုးခြင်းထိုနံနက်တွင်မိုးလေဝသသည်ကွဲပြားခြားနားနေသည်ကျေးရွာအစွန်ဖျားရှိငါးကန်သို့ဦးတည်သောလမ်းကျန်းပေါ်တွင်အာဏာပိုင်များ၏ခြေတံများတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်ချိန်တွင်ကောင်းကင်သည်အပြည့်အဝမလင်းသေးပါရင်မီးများကပါးလွှာသောမြူခိုးများကိုဖောက်ထွင်းဝင်ရောက်ကာယခုအချိန်ထိတည်ငြိမ်နေပုံရသောရေပြင်ပေါ်တွင်ဖြော့တော့သောအလင်းရောင်ကိုရောင်ပြန်ဟပ်နေသည်ရာမာဝတီသည်အဝေးတွင်အတားအဆီးမြင့်နောက်တွင်အသက်အောင့်လျက်ရပ်နေခဲ့သည်သူမဖော်ထုတ်ခံရမည့်အရာကိုမြင်တွေ့ရန်အစဉ်သင့်ဖြစ်မဖြစ်သူမမသိခဲ့ပါသို့တော်လင်းသည်ရှာဖွေမှုအလုံး၏အထွတ်ထိပ်ဖြစ်ကြောင်းသူမသိခဲ့သည်စီးနှင်းမှုများကိုလျင်မြန်စွာနှင့်တိကျစွာလှုပ်ဆောင်ခဲ့သည့်အာဏာပိုင်များသည်စနစ်တကျပုံသဏ္ဍာန်ဖြင့်လှုပ်ရှားသည့်ကံပတ်ဝန်းကျင်ရှိတဲသေးလေးများငါးစာကိုတောင်များနှင့်ရွာသားများယခုအချိန်ထိတိတ်မသွားလေးရှိသောဝင်ထွက်လမ်းများကိုရှာဖွေခဲ့ကြသည်။အော်ဟစ်တန်မရှိပွင့်လင်းသောခုခံမှုမရှိဖနက်တန်များတိုးတောင်းသောအမိန့်များနှင့်အတင်းကျပ်ဖွင့်ခံရသောတကားတန်များသာရှိသည်
ထိုနေရာသည်ကြာမြင့်စွာဖုံးကွယ်ထားသောလျှို့ဝှက်ချက်များကိုဖော်ထုတ်ရင်းမိမိကိုယ်လက်နက်ချလိုက်တဲ့ကဲ့သို့ဖြစ်နေသည်ပထမဆုံးကံဖုံးကိုဖွင့်လိုက်သောအခါရွာသားများယခုအချိန်ထိတိုင်ကြားခဲ့သောအနံ့ကပိုမိုရှင်းလင်းစွာခံစားရသည်အာဏာပိုင်များသည်ကာကွယ်ရေးပစ္စည်းများကိုဝတ်ဆင်ထားပြီးမှုခင်းဆေးဘက်ဆိုင်ရာအဖွဲ့သည်အစွန်တွင်ပြင်ဆင်နေသည်ငါးအုပ်စုကြီးများစိုးရိမ်တကြီးလှုပ်ရှားနေသည်ကိုမြင်တွေ့ရသည်ရေသည်နောက်ကျပြီးလေးလံနေသည်ထူးခြားသောမြင်ကွင်းများကိုမပြသတော့လဲအရာရှိများ၏မျက်နှာပေါ်ရှိအမူအရာများပြောင်းလဲမှုကပြောပြရန်လုံလောက်ခဲ့သည်သူတို့သည်အချင်းချင်းကြည့်နေပြီးနောက်တိုးတိုးလေးခေါင်းညှိကြသည်ယခုအချိန်ထိတန်တရားများသည်ခံမှန်းချက်များမျှသာမဟုတ်ကြောင်းအတည်ပြုနေတဲ့ကဲ့သို့ဖြစ်နေသည်သက်သေအထောက်အထားများကိုတစ်ခုပြီးတစ်ခုစတင်ဖယ်ရှားခဲ့သည်တရားဝင်မှတ်တမ်းတင်ထားခြင်းမရှိသောငါးစာအိတ်များငါးမွေးမြူရေးနေရာတွင်မရှိသင့်သောခုတ်ဖြတ်ကိရိယာများအဝိစအချို့နှင့်ချက်ချင်းအမှတ်အသားပြုပြီးသက်သေအိတ်များထဲသို့ထည့်သွင်းထားသောသေးငယ်သောပစ္စည်းများမှုခင်းဆေးဘက်ဆိုင်ရာအဖွဲ့သည်တိတ်တိတ်ဆိတ်ဆိတ်ကျွမ်းကျင်စွာမလိုအပ်သောမှတ်ချက်များမပါဘဲလှုပ်ဆောင်ခဲ့သည်သူတို့၏လှုပ်ရှားမှုတိုင်းကဒီနောက်ွယ်ရှိအတိတ်ပဲသည်အလွန်ရှင်းလင်းသောကြောင့်လေးလံနေတဲ့ကဲ့သို့ခံစားရသည်ရမာဝတီသည်အရာရှိတဦးသူမထံချင်းကပ်လာပြီးစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားရန်တောင်းဆိုသောအခါသူမ၏ရင်ဘတ်ကိုကင်ထားခဲ့သည်ထိုဝါကြသည်ရိုးရှင်းတော်လဲအင်းဤတက်ရောက်မှုကပြင်းထန်စွာရိုက်ခတ်ခဲ့သည်သူမ၏ခြေထောက်များအားနည်းနေတော်လဲသူမခေါင်းကြီးပြခဲ့သည်သူမ၏ဦးခေါင်းထဲတွင် CDE မျက်နှာသည်သေးငယ်သောအမှတ်တရများနှင့်အလှည့်ကျပေါ်လာသည်မိဖို့ကြောင့်တွင်ရေမောတန်မျက်နေပိုင်းတွင်ပေါ်ပါသောခြေလမ်းများသူမအမြဲတမ်းကိုယ်တိုင်ပြင်ဆင်လေးရှိသောသပင်ပတ်ထိုအရာအလုံးသည်ယခုအခါနောက်ထပ်ဝါကြတစ်ခုကြောင့်ပြိုလဲသွားမိအလားပျက်စီးလွယ်နေတဲ့ကဲ့သို့ခံစားရသည်စစ်ဆေးမှုသည်ကံပတ်ဝန်းကျင်ရှိသေးငယ်သောတစ်တောဧရိယာသို့ဆက်လက်လှုပ်ဆောင်ခဲ့သည်ထိုနေရာတွင်အဖွဲ့သည်မြေကြီးနှင့်အရွက်များဖုံးအုပ်ထားသောနေရာများကိုတွေ့ရှိခဲ့သည်တူးဖော်မှုများကိုသတိထားပြီးလှုပ်ဆောင်ခဲ့သည်အချိန်ကနှေးကွေးစွာသွားနေတဲ့ကဲ့သို့ခံစားရသည်မိနစ်တိုင်းကတင်းမာမှုကိုဆွဲဆက်နေသည့်ပထမဆုံးတွေ့ရှိမှုများကိုဖယ်ရှားလိုက်သောအခါလေထုကလုံးဝပြောင်းလဲသွားခဲ့သည်အော်ဟစ်တန်မရှိအေးဆက်သောနည်းပညာဆိုင်ရာညွှန်ကြားချက်များဖြင့်ပြတ်တောက်သွားသောဖိနှိပ်သောတိတ်ဆိတ်ခြင်းသာရှိသည်ထိုသက်သေအထောက်အထားများသည်နောက်ထပ်ညင်းပယ်ရန်နေရာမပေးတော့ပါယခုအချိန်ထိပြန့်နှံ့နေသောတန်တရားများသည်ယခုအခါလက်တွေ့ကျသောပုံစံရှိသည်မှတ်တမ်းတင်ထားသည်ညင်းပယ်၍မရတော့ပါအာဏာပိုင်များသည်နေရာကိုချက်ချင်းလုံခြုံစေသည်အတားအဆီးမြင့်ကိုချဲ့ထွင်ပြီးနောက်ထပ်လှုပ်ထုံးလုပ်နည်းများကိုစတင်ခဲ့သည့်သတ်မှတ်ထားသောဧရိယာတွင်ရှိနေခွင့်ရသောသတင်းထောက်များသည်ဖြူလျှော့သောမျက်နှာများဖြင့်မှတ်တမ်းတင်နေပြီးသူတို့၏စကားလုံးများကိုအလွန်သတိထားပြီးရွေးချယ်နေကြသည်ရာမာဝတီကိုနောက်ဆုံးတွင်ယာယီတဲသို့ခေါ်ခဲ့သည်ထိုနေရာတွင်စုံစမ်းစစ်ဆေးရေးမှူးကအစောပိုင်းတွေ့ရှိမှုများကိုတတ်နိုင်သမျှတည်ငြိမ်သောဘာသာစကားဖြင့်ရှင်းပြခဲ့သည်သူမသည်အသေးစိတ်အားလုံးကိုမကြားရပါသို့မဟုတ်သူမကြားခဲ့ရတော့လဲသူမ၏အုံနောက်ကမှတ်မိရန်ငင်းဆန်ခဲ့သည်သူမဖမ်းဆုပ်နိုင်ခဲ့သည်မှာကောက်ချက်ဖြစ်သည်CTE ကံကြမ္မာသည်မေးခွန်းထုတ်เสียမရှိတော့ပါအမှန်တရားသည်စိတ်ကူး၍မရနိုင်လောက်အောင်လေးလံသောဝင်ထုတ်ဝင်ပိုးတစ်ခုအဖြစ်ကြားရောက်လာခဲ့သည်ရာမာဝတီ၏မျက်ရည်များချက်ချင်းမကျခဲ့ပါသူမသည်ရှေ့သို့တိတ်ကြည့်နေရင်ရုတ်တရက်သူစိမ့်ပြင်ဖြစ်နေသောကဘာကြီးကိုနားလည်အောင်စ조사နေတဲ့ကဲ့သို့တိတ်ဆိတ်သွားခဲ့သည်သူမ၏ရင်ဘတ်ကအတက်အဆင်းဖြစ်နေသည်အသက်ရှူနှုံးတိုနေသည်မျိုးသမီးအရာရှိတဦးနီးကပ်လာပြီးရေတဖန်ခွက်နှင့်စကားမပြောဘဲရှိနေပေးခဲ့သည်ထိုတိတ်ဆိတ်မှုထဲတွင်ရာမာဝတီသည်ရှင်းပြရခတ်သောတစ်ခုခုကိုခံစားခဲ့ရသည်ပျက်စီးခြင်းဒေါသနှင့်နာကျင်သောတတရာရခြင်းတို့ရောနှောနေခြင်းပင်မနွမ်းနယ်သောရှာဖွေမှုသည်နောက်ဆုံးတွင်အဆုံးသတ်ခဲ့တော်လဲထိုအဆုံးသတ်သည်သူမဆုတောင်းခဲ့သောအရာမဟုတ်ခဲ့ပါတဲအပြင်ဘက်တွင်အာဏာပိုင်များသည်ပါဝင်ပတ်သက်သည်ဟုတန်တရားရှိသူအချို့ကိုစတင်ဖမ်းဆီးခဲ့သည်သူတို့ကိုစူညံတန်မရှိဘဲခေါ်ဆောင်သွားခဲ့သည်သူတို့၏မျက်နှာများသည်တင်းမာသောအမူအရာများဖြင့်ဖုံးအုပ်ထားသည်သူရဲကောင်းဆန်သောကာကွယ်ပြောဆိုမှုမရှိဒရာမာဆန်သောဝန်ခံမှုမရှိယခုအချိန်ထိလုပ်ငန်းနှင့်အာဏာဆက်ဆံရေးနောက်ွယ်တွင်ပုံအောင်နေခဲ့သောအမည်များကိုတစ်ခုပြီးတစ်ခုမျိုးချရင်းတရားဥပဒေလှုပ်ထုံးလုပ်နည်းများသာလှုပ်ဆောင်နေသည်ဖော်ထုတ်ခံရသောကွန်ရက်သည်မူလကခံမှန်းထားသည့်ထက်ပိုမိုကျယ်ပြန့်ကြောင်းတွေ့ရှိရသည်ယခင်ခန်းတွင်ဖော်ပြခဲ့သောငွေကြေးစည်းစိမ်မှုနှင့်အလွှာလိုက်ပါဝင်ပတ်သက်မှုများအကြောင်းတွေ့ရှိမှုများကိုခိုင်မာစေသည်ယခုအချိန်ထိအမျက်အစွန်း၏
အရင်းမြစ်အဖြစ်ချီးမွမ်းခံရသောငါးကန်သည်ယခုအခါကြောက်မက်ဖွယ်ရာ၏သင်္ကေတတစ်ခုဖြစ်လာပြီးဖြစ်သည်စစ်ဆေးမှုများအတွက်ရေအချို့ကိုဖယ်ရှားခဲ့ပြီးငါးများကိုတိကျခွဲထားခဲ့သည်ကျွမ်းကျင်သောအဖွဲ့သည်နောက်ထပ်လှုပ်ဆောင်ရမည့်အဆင့်များကိုနည်းပညာဆိုင်ရာဘာသာစကားဖြင့်ရှင်းပြခဲ့ပြီးလုပ်ငန်းစဉ်ကိုဂုဏ်သိက္ခာရှိပြီးဥပဒေနှင့်အညီဆက်လက်လှုပ်ဆောင်နိုင်ရန်တေချာစေခဲ့သည်အားလုံးကိုရည်ရွယ်ချက်တစ်ခုတည်းဖြင့်လှုပ်ဆောင်ခဲ့သည်အမှန်တရားကိုရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ပြီးတာဝန်ယူနိုင်စေရန်တေချာစေရန်ရာမာဝတီသည်တယောက်တည်းအချိန်ခဏတာတောင်းဆိုခဲ့သည်သူမသည်တစ်ပင်အောက်တွင်ရက်နေသည်မျက်လုံးများမှိတ်ထားကမနက်ခင်းလေကသူမ၏မျက်နှာကိုထိတွေ့စေသည်သူမသည်စီဒီကိုစိတ်ထဲမှပြောဆိုခဲ့သည်ကြိုတင်ကာကွယ်၍မရသောပူပန်သောညများအတွက်နှောင့်နှေးမှုအလုံးအတွက်တောင်းပန်ခဲ့သည်အဖြေမရှိတော့လဲအ ਨੇ ဆုံးစီတီသည်မရေရာမှုများထဲတွင်ပျောက်ကွယ်မနေတော့သောကြောင့်သူမသေးငယ်သောတက်တာရာရမှုကိုခံစားခဲ့ရသည်သတင်းထောက်များသည်အစီရင်ခံစာများကိုစတင်ရေးဆွဲခဲ့သည့်အာယုံခံစားမှုမရှိသောခေါင်းစဉ်များကိုရွေးချယ်ပြီးတားကောင်များ၏ဂုဏ်သိက္ခာကိုထိန်းသိမ်းရန်ကြိုးစားခဲ့ကြသည်အီဇလန်သည်ရာဇဝတ်မှုတစ်ခုမျှသာမဟုတ်ဘဲကြောက်ရွံ့မှုလောဘနှင့်ပေါ်ဆောင်မှုတို့ပေါင်းစုံသောအခါဘာဖြစ်နိုင်သည်ကိုထင်ဟပ်ပြသောမှန်တစ်ချက်ဖြစ်ကြောင်းသူတို့နားလည်ခဲ့ကြသည်သူတို့ထဲမှအချို့ကရာမာဝတီကိုအဝေးမှကြည့်နေကြသည်သတင်းစာမျက်နှာတိုင်းနောက်ွယ်တွင်ပျက်စီးသွားသောဘဝတစ်ခုနှင့်အပြင်းထန်စမ်းသပ်ခံခဲ့ရသောရဲစွမ်းသတ္တိတစ်ခုရှိကြောင်းနားလည်ကြသည်နေ့လည်ခင်းနီးလာသောအခါအာဏာပိုင်များသည်အစောပိုင်းတွေ့ရှိမှုများကိုလူအများအားအသိပေးခဲ့သည့်ထုတ်ပြန်ချက်ကိုတိုးတောင်းစွာခိုင်မာစွာနှင့်အချက်အလက်များအပေါ်အခြေခံ၍ပြောဆိုခဲ့သည်ထင်ကြေးပေးမှုမရှိဒရာမာမရှိတော့လဲအင်းဤတက်ရောက်မှုကကျေပြန့်စွာပြန့်နှံ့ခဲ့သည်ယခုအချိန်ထိတီးတိုးတန်များဖြင့်နှုတ်ပိတ်ခံထားရသောရွာသည်လက်တွေ့ဘဝကတုန်လှုပ်သွားခဲ့သည်လူများသည်အုပ်စုငယ်များဖြင့်စုယုံကတိုးတိုးလေးပြောဆိုကြပြီးဖြစ်ပျက်သွားသည့်များကိုနားလည်အောင်ကြိုးစားကြသည်ရမာဝတီသည်အဆောင်လျှောက်ဖြင့်အိမ်သို့ပြန်လာခဲ့သည်သူမ၏အိမ်သည်တိတ်ဆိတ်နေတော်လဲထိုတိတ်ဆိတ်မှုကကွဲပြားနေသည်သူမသည်စီတီအခန်းကိုကြည့်သည်ကြံရစ်ခဲ့သောပစ္စည်းများကိုထိတွေ့သည်ပထမဆုံးအကြိမ်အဖြစ်စီတီဘယ်မှာရှိနေသည်ကိုသူမထပ်မံမေးမြန်းခြင်းမရှိတော့ပါဝမ်းနည်းမှုကပြည့်စုံသည်နာကျင်တော်လဲရိုးသားသည်သူမသည်ရှေလျားသောလမ်းကြောင်းတစ်ခုကစောင့်ဆိုင်နေစေဖြစ်ကြောင်းသိခဲ့သည်တရားဥပဒေလုပ်ငန်းစဉ်ပြန်လည်ထူထောင်ရေးနှင့်ဆုံးရှုံးမှုနှင့်အတူအသက်ရှင်နေထိုင်ရန်တင်ယူခြင်းစီးနှင်းမှုသည်ရာဇဝတ်မှု၏နေရာကိုဖွင့်ပြရုံသာမကနှုတ်ပိတ်ခြင်း၏ဈေးနှုန်းအကြောင်းကိုလည်းများစွာသောသူတို့၏မျက်လုံးများကိုဖွင့်ပေးခဲ့သည်ရာမာဝတီအတွက်အမှန်တရားသည်ပျောက်ကွယ်မသွားနိုင်သောဒဏ်ရာများနှင့်အတူရောက်ရှိလာသည်သို့သောသူမယခုအချိန်ထိရှာဖွေခဲ့သောတေချာမှုနှင့်အတူလည်းရောက်ရှိလာသည်ထိုပျက်စီးမှုအလယ်တွင်ရည်ရွယ်ချက်တစ်ခုကြီးထွားလာသည်စီဒီဘာဖြစ်ခဲ့သည်ကိုငါးကန်ရည်နှင့်အတူမနှိမ့်မြုပ်စေရန်တေချာစေရန်နှင့်တရားမျှတမှုသည်ညီမျှပင်နှေးကွေးစေကာမူဆက်လက်လှုပ်ဆောင်ရမည်ကိုတေချာစေရန်တရားမျှတမှုအတွက်အဖြေရှာခြင်းစစ်ဆေးခန်းသည်အေးဆက်နေသည်အေယာကွန်အလွန်ကြုံဖွင့်ထားသောကြောင့်မဟုတ်ဘဲရင်းအတွင်းပိုင်းတွင်ဆွဲမြဲနေသောလေထူးကြောင့်ဖြစ်သည်အဓိကတရားခံသည်လက်ထိတ်ခတ်လျက်ထိုင်နေသည်သူ၏အကြည့်ကတခါတရံကျမ်းပြင်ကိုစိုက်ကြည့်နေပြီးတခါတရံတွင်နေရံများကိုဖောက်ထွင်းဝင်ရောက်ရင်းလစ်ဟာနေသည်သူ၏အမည်နှင့်မျက်နှာသည်နံနက်ပိုင်းကလေးကမီဒီယာများတွင်ပြန့်နှံ့နေပြီဖြစ်သည်သို့သောထိုခန်းထဲတွင်သူသည်အများပြည်သူသိသောပုဂ္ဂိုလ်မဟုတ်ဘဲနောက်ဆုံးတွင်ပေါ်ပေါင်းစရာနေရာကုံဆုံးသွားခဲ့သောတန်တရားရှိသူတဦးဖြစ်သည်စုံစမ်းစစ်ဆေးရေးမှူးသည်ဖိုင်များကိုဖွင့်သည်မေကွန်းများကိုစီစဉ်ပြီးပုံမှန်လေတံဖြင့်စတင်ခဲ့သည်ချင်းချောက်မှုမရှိစိတ်ခံစားမှုပိုင်းဆိုင်ရာလှုံ့ဆော်မှုမရှိအလွန်ပျက်စီးလွယ်သောမူသားများသည်စိတ်ရှည်မှုဖြင့်ပြိုလဲသွားကြောင်းသူတို့သိခဲ့ကြသည်ဝန်ခံမှုသည်တပြိုင်နက်တည်းမလာခဲ့ပါရင်းသည်အစပိုင်းတွင်မမြင်ရလောက်နီးပါးဖြစ်သောဖန်သားပေါ်ရှိအကွဲကြောင်းများကဲ့သို့ဖြည်းဖြည်းချင်းပြန့်နှံ့လာခဲ့သည်ဥစွာတွင်တရားခံသည်မူမမှန်သောငါးလုပ်ငန်းတွင်သူ၏အခန်းကဏ္ဍကိုဝန်ခံခဲ့သည်သူသည်နံပါတ်များဖြန့်ဖြူးရေးလမ်းကြောင်းများနှင့်ယခုအချိန်ထိသူကာကွယ်ခဲ့သောမိဖက်များအကြောင်းဖော်ပြခဲ့သည်သူ၏ရွယ်ချက်ကအကြောင်းအရာဟောင်းတစ်ခုလိုပင်ကြားရသည်ယင်းနှိမ့်နှံမှုလိုအပ်ချက်ပြင်းထန်သောပြိုင်ဆိုင်မှုနှင့်လျင်မြန်သောအမျက်အစွန်းသို့သောစုံစမ်းစစ်ဆေးရေးမှူးကငါးစာ၏ဇင်းမြင့်နှင့်များဘက်လှုပ်ဆောင်မှုများအကြောင်းမေးမြန်းသောအခါကြာမြင့်စွာတိတ်ဆိတ်သွားခဲ့သည်တရားခံ၏အသက်ရှူနှုန်းပြောင်းလဲသွားသည်
ပခုံးများကျသွားပြီးသူ့ကိုယ်သူအားတင်းဖို့ကြိုးစားတဲ့ကဲ့သို့သူ၏အတန်ကပြင်းထန်လာခဲ့သည်ပထမဆုံးမူသားသည်တက်တေအထောက်ထားများပြသသောအခါပြိုလဲသွားခဲ့သည်ဓာတ်ပုံများအယောင်းဝယ်မှတ်တမ်းများနှင့်ဓာတ်ခွဲခန်းစစ်ဆေးမှုရလဒ်များကိုတစ်ခုပြီးတစ်ခုတင်ပြခဲ့သည်တရားခံသည်ငင်းဆိုရန်အခြားအဖွဲ့အစည်းများကိုအပြစ်တင်ရန်တာဝန်ကိုလွှဲပြောင်းရန်ကြိုးစားခဲ့သည်သို့သောငင်းဆိုမှုတိုင်းကမချိုးဖျက်နိုင်သောအချက်အလက်များနှင့်တိုက်မိခဲ့သည်အချို့အချက်များတွင်သူသည်ကြာမြင့်စွာတိတ်ဆိတ်နေခဲ့သည်အချိန်ကရက်တန့်သွားတဲ့ကဲ့သို့ဖြစ်နေသည်ထို့နောက်သူကတိုးတိုးလေးခေါင်းကြီးပြခဲ့သည်ကျွန်တော်သိပါတယ်ဟုသူကပြောခဲ့သည်ထိုဝါကြသည်နောက်ထပ်ဝန်ခံမှုများစီသို့တကားဖွင့်ပေးခဲ့သည်သူကထိုလှုပ်ဆောင်မှုသည်မူလကထိရောက်မှုတသက်ဟုယူဆခဲ့သောစံတက်မှုတစ်ခုမှစတင်ခဲ့ကြောင်းဝန်ခံခဲ့သည်ထိုစကလုံးများသည်အေးဆက်ပြီးစက်ကရိယာဆန်ဆန်ကြားရသည်အမျက်အစွန်းများတိုးလာသည်ငါးများပုံမိုလီမြန်စွာကြီးထွားလာပြီးဈေးကွက်ကမေးခွန်းများစွာမမေးဘဲလက်ခံခဲ့သည်ထိုမှစ၍ကိုကျင့်တရားဆိုင်ရာနယ်နိမိတ်များပျက်စီးသွားခဲ့သည်သူသည်ကြောက်မက်ဖွယ်ကောင်းသောအသေးစိတ်အချက်လက်များကိုမဖော်ပြခဲ့ပါစုံစမ်းစစ်ဆေးရေးမှုကလည်းသူ့ကိုအတင်းအကျပ်မလုပ်ခဲ့ပါအရေးကြီးသည်မှာဆုံးဖြတ်ချက်စည်းစိမ်မှုဖြစ်သည်သေးငယ်သောစင်ကျင်တုံတရားမှကြီးမားသောချိုးဖောက်မှုစီသို့အမျက်အစွန်းမှရာဇဝတ်မှုစီသို့ CDE အမည်ကိုထိုဝန်ခံမှုတွင်ကိုယ်ပိုင်လေသံဖြင့်မဖော်ပြခဲ့ပါဖြစ်ရများ၏ကွင်းဆက်တစ်ခု၏တစိတ်တစ်ပိုင်းဖြစ်သာဖော်ပြခဲ့သည်စုံစမ်းစစ်ဆေးရေးမှုကထွက်ဆိုချက်တိုင်းကိုစစ်ဆေးရန်တေချာစွာမှတ်တမ်းတင်ခဲ့သည်သူ၏လှုပ်ဆောင်မှု၏တက်ရောက်မှုများကိုသူနားလည်ပါသလားဟုမေးသောအခါတရားခံသည်ထပ်မံ၍တိတ်ဆိတ်သွားခဲ့သည်အဲ့ဒီတုန်းကကျွန်တော်ပတ်စံကလွယ်ပြီးဘာမှမတွေးခဲ့ဘူးဟုသူကပြောခဲ့သည်နောက်ဆုံးတွင်ထိုဝါကြကဝိညာဉ်ကိုမျိုးချခဲ့သောလောဘအကြောင်း၏အချင်းချုပ်အဖြစ်လေးလံစွာကြားရောက်လာခဲ့သည်စစ်ဆေးခန်းအပြင်ဘက်တွင်ဝန်ခံမှုသတင်းသည်လျင်မြန်စွာပြန့်နှံ့သွားခဲ့သည်သတင်းထောက်များသည်တရားဝင်ထုတ်ပြန်ချက်ကိုစောင့်ဆိုင်းနေပြီးစကားလုံးများကိုသတိထားပြီးရေးဆွဲနေကြသည်အာဏာပိုင်များသည်တိုတောင်းသောသတင်းစာရှင်းလင်းပွဲတစ်ခုကိုပြုလုပ်ခဲ့ပြီးစိတ်လှုပ်ရှားဖွယ်ရာများမပါဘဲအဓိကအချက်များကိုပြောကြားခဲ့သည်သူတို့သည်ဤဝန်ခံမှုကပါဝင်ပတ်သက်သူများကိုဖမ်းဆီးရန်လမ်းဖွင့်ပေးကြောင်းအတည်ပြုခဲ့သည်ယခုအချိန်ထိမရေရာသောကွန်ရက်သည်ယခုအခါဥပဒေကြောင်းအရပုံသဏ္ဍာန်ရှိသည်အမည်များကိုဆက်ပတ်သက်သူများအဖြစ်သိရှိသူများအဖြစ်သို့မဟုတ်ငွေကြေးစည်းစိမ်မှုတွင်အခမ်းကဏ္ဍရှိသူများအဖြစ်စတင်ဖော်ပြခဲ့သည်ရာမာဝရီသည်သူမ၏အိမ်တွင်ထိုသတင်းကိုလက်ခံခဲ့သည်သူမသည်တူညီသောကုလားထိုင်တွင်ထိုင်နေသည်ဖုံးကိုတုံရင်သောလက်များဖြင့်ကင်ထားသည်ထိုဝန်ခံမှုသည်ဒဏ်ရာကိုကုစားပေးခြင်းမဟုတ်တော့လဲယခုအချိန်ထိပုံသဏ္ဍာန်မဲ့နေသောဝမ်းနည်းမှုအတွက်ဖွဲ့စည်းပုံတစ်ခုကိုပေးခဲ့သည်အမည်မဖော်နိုင်သောဝမ်းနည်းမှုသည်ယခုအခါအကြောင်းရင်းနှင့်တရားခံရှိသည်သူမသည်အံ့ဩသောကြောင့်မဟုတ်ဘဲအမှန်တရားသည်နောက်ဆုံးတွင်ဖုံးကွယ်ထားခြင်းမရှိဘဲပေါ်ထွက်လာသောကြောင့်ငိုခဲ့သည်မဖြစ်နိုင်သောမျှော်လင့်ချက်အတွက်နေရာမရှိတော့တော့လဲငွန်းကျက်စေသောမြူကိုးများလည်းမရှိတော့ပါစိတ်ခံစားမှုဆိုင်ရာအထွတ်အထိပ်သည်အော်ဟစ်ခြင်းသို့မဟုတ်ဒေါသပေါက်ကွဲခြင်းပုံစံဖြင့်မလာခဲ့ပါရင်းသည်နှဆိုင်သောပင်ပန်းနွမ်းနယ်မှုအဖြစ်ရောက်ရှိလာခဲ့သည်ရာမာဝရီသည်သူမ၏ကိုယ်ခန္ဓာကပေါ်ပါပြီးလေးလံနေသည်ဟုတပြိုင်နက်တည်းခံစားခဲ့ရသည်သူမမျက်လုံးများမှိတ်လိုက်သည်စီတီကိုသတင်းထဲမှတားကောင်ဖြစ်မဟုတ်ပဲသူမ၏သမီးဖြစ်မှတ်မိသည်သူမသည်တရားဥပဒေလုပ်ငန်းစဉ်တိုင်းတွင်ပါဝင်မည်ဟုမိမိကိုယ်ကိုကတိပေးခဲ့သည်လက်စားချေရန်အတွက်မဟုတ်ပဲစီတီ၏ဇလန်းကိုစည်ရင်းတစ်ခုအဖြစ်ရိုးရှင်းအောင်မလုပ်စေရန်တေချာစေရန်အတွက်ဖြစ်သည်ထိုအတော်တွင်စုံစမ်းစစ်ဆေးမှုများသည်ဝန်ခံချက်အပေါ်အခြေခံ၍ဖြစ်ရစဉ်ကိုပြန်လည်စုစည်းခဲ့သည်တောင်းဆိုမှုတိုင်းကိုစစ်ဆေးသည်အမည်တိုင်းကိုခြေရာခံသည်ဝန်ခံချက်များသည်မှန်ကန်ကြောင်းမစစ်ဆေးပါကလမ်းလွဲနိုင်ကြောင်းသူတို့သိခဲ့ကြသည်တရားခံ၏ထွက်ဆိုချက်အချို့သည်မှန်ကန်ကြောင်းသက်သေပြခဲ့သည်အချို့ကိုပြင်ဆင်ရန်လိုအပ်သည်သို့သောအရာတစ်ခုကသေချာသည်ယခုအချိန်ထိထိုလှုပ်ဆောင်မှုကိုကာကွယ်ပေးခဲ့သောစုပေါင်းမှုသားများပြိုလဲသွားခဲ့ပြီဖြစ်သည်ယခင်ကတိတ်ဆိတ်မှုနောက်ွယ်တွင်လုံခြုံသည်ဟုခံစားခဲ့ရသူများသည်ယခုအခါအာယုံဆိုင်မှုနှင့်ရင်ဆိုင်နေရသည်ပြည်သူလူထု၏တုံ့ပြန်မှုကကွဲပြားသည်ဒေါသရှိသည်စုပေါင်းပြည့်ရှိသလိုခံစားချက်ရှိသည်ထိုအရာသည်အဘယ်ကြောင့်ဤမြကြအောင်ဖြစ်ပွားခဲ့သနည်းဟုသောမေးခွန်းလည်းရှိသည်စကားပြောဆိုမှုများစားတောက်ဆိုင်များဧကန်းများနှင့်လူမှုမီဒီယာများတွင်ပေါ်လာခဲ့သည်လူအများစုကစကားပြောဆိုရန်ကြောက်ရွံ့ခြင်းကရာဇဝတ်မှုအတွက်မျောစာဖြစ်လာကြောင်းနားလည်ခဲ့ကြသည်
တရားခံ၏ဝန်ခံချက်ကလူတိုင်းကိုမိမိကိုယ်ကိုပြန်လည်ဆန်းစစ်ရန်တွန်းအားပေးခဲ့သည်လူတဦးချင်းစီကိုသာမကတိတ်ဆိတ်မှုကိုခွင့်ပြုခဲ့သောစနစ်ကိုပါဆန်းစစ်ရန်တွန်းအားပေးခဲ့သည်သူ၏ဝန်ခံချက်တွင်တရားခံသည်စီးပွားရေးဖိအားများကိုတရားမျှတမှုအဖြစ်ဖော်ပြခဲ့သည်စုံစမ်းစစ်ဆေးရေးမှူးကဒင်းကိုအကြောင်းပြချက်အဖြစ်မဟုတ်ဘဲရည်ရွယ်ချက်အဖြစ်မှတ်တမ်းတင်ခဲ့သည်ဥပဒေကစိတ်ဓာတ်ကိုချိုးဖောက်ခြင်းကိုတီးခံနိုင်မည်မဟုတ်ကြောင်းသူတို့ကအတည်ပြုခဲ့သည်ထိုဝါကြများသည်တရားဝင်ပုံရတော်လဲအင်းတို့၏အဓိပ္ပာယ်ကရှင်းလင်းသည်မြည်သည့်အကြောင်းပြချက်မဆိုကျော်လွန်၍မရသောမြင်းကြောင်းတစ်ခုရှိသည်ထိုမြင်းကြောင်းကိုကျော်ဖြတ်သောအခါအကျိုးဆက်များကိုညှိနှိုင်း၍မရနိုင်ပါညနေပိုင်းတွင်ရာမာဝရီသည်ဥပဒေအကြံပေးကိုလက်ခံခဲ့သည်သူတို့သည်ရှေ့ဆက်ရမည့်လမ်းကြောင်းများသားကောင်မိသားစုအဖြစ်သူမ၏အခွင့်အရေးများနှင့်ကြာမြင့်စွာလှုပ်ဆောင်ရမည့်လုပ်ငန်းစဉ်အကြောင်းဆွေးနွေးခဲ့ကြသည်ရာမာဝရီကတည်ငြိမ်စွာနားထောင်ခဲ့သည်သူမသည်တယောက်တည်းမခံစားရတော့ပါလှုပ်ဆောင်နေသောစနစ်တစ်ခုရှိသည်သူမနှင့်အတူရပ်တည်နေသူများရှိသည်ယခင်ကလွှမ်းမိုးခဲ့သောကြောက်ရွံ့မှုကတဖြည်းဖြည်းခိုင်မာမှုအဖြစ်ပြောင်းလဲသွားခဲ့သည်ထိုဝန်ခံမှုသည်စတင်ကတည်းကပါဝင်ခဲ့သောသတင်းထောက်များအတွက်လည်းသက်ရောက်မှုရှိခဲ့သည်သူတို့သည်မူကြမ်းများကိုပြင်ဆင်သည်အချက်လက်များကိုအတိတ်လုပ်ပြီးတောင်းဆိုမှုတိုင်းကိုတရားဝင်ရင်းမြစ်များကထောက်ခံကြောင်းသေချာစေခဲ့သည်တာဝန်ယူမှုဖြင့်ရေးသားရန်စုပေါင်းတတိရှိခဲ့သည်ဤဇလန်းသည်ပေါ်ပေါ်ဆဆကင်တွယ်ရန်အလွန်လေးနက်သည်ဝါကြတိုင်းနောက်ွယ်တွင်ဘဝများရှိသည်မိသားစုများရှိသည်မကုစားရသေးသောဒဏ်ရာများရှိသည်ညသည်ကွဲပြားခြားနားသောတည်ငြိမ်မှုနှင့်အတူရောက်ရှိလာသည်ကံပန်ရွာသည်တူညီသောနည်းဖြင့်တိတ်ဆိတ်ခြင်းမရှိတော့ပါစကားပြောဆိုမှုများရှိသည်ရောင်ပြန်ဟပ်မှုများရှိသည်တရားခံ၏ဝန်ခံချက်ကနောက်ထပ်အဆင့်တစ်ခုစီသို့တကားဖွင့်ပေးခဲ့သည်တာဝန်ခံမှုပြိုလဲသွားသောမူသားများကအပျက်အစီးများကိုထားခဲ့သည်သို့သောရိုးသားမှုဖြင့်ပြန်လည်တည်ဆောက်ရန်နေရာကိုလည်းထားခဲ့သည်အမှန်တရားသည်တီးတိုးပြောဆိုခြင်းမဟုတ်တော့ပါရင်းသည်အများပြည်သူရှေ့တွင်ရပ်တည်နေသည်ဥပဒေကစစ်ဆေးသည်အပြစ်ရှိသူများကတာဝန်ယူသည်ရာမာဝတီအတွက်ထိုဝန်ခံချက်သည်ရှာဖွေမှု၏အဆုံးနှင့်အခြားခရီးတစ်ခု၏အစာဖြစ်သည်သူမရွေးချယ်ခဲ့ခြင်းမဟုတ်တော့လဲသူမသွားရမည့်ခရီးအမှန်တရားသည်နောက်ဆုံးတွင်ပွင့်ပွင့်လင်းလင်းဖော်ထုတ်ခံရပြီးထိုနှင့်အတူကဘာကြီးသည်ဘာဖြစ်ခဲ့သည်ကိုမျက်နှာဖုံးမပါဘဲအကြောင်းပြချက်မရှိဘဲဝန်ခံရန်တွန်းအားပေးခံခဲ့ရသည်